အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဒီ podcast ကနေကြိုဆိုပါရခင်ဗျာကျွန်တော်ကတော့ကိုအောင်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်ကိုမပါအရင်ဘက်ကတော့ဘသူကစမလဲမင်းစငါစတယ်ဒီဘက်ကျတော့နှစ်ယောက်စလုံးစကြတာလိုပါပါငါတော့နဲ့ Okay တော့ဟုတ်ရဲ့တော့တစ်ချိန်ညှိအောင်ဘသူရင်စမလဲဆိုတာကီးမကြိုက်ဘူးပဲပြောရမလားစောင်းရမ်းကီးကြိုက်တယ်လို့ပဲပြောရမလားကီးဆောင်ကကြိုက်တယ်လို့ပြောလို့ရတယ်ကီးဆောင်ကြိုက်ကီးဆောင်ကြိုက်တယ်နှစ်ယောက်လုံးကအတူတူဆောက်နှစ်ယောက်လုံးကအတူတူစားတယ်ဒီတစ်ခေါက်ကျတော့လည်းနှစ်ယောက်လုံးကဟိုတစ်ခေါက်နှစ်ယောက်လုံးကအတူတူကစောက်နေတာဒီတစ်ခေါက်ကျတော့လည်းငါတို့ကနှစ်ယောက်လုံးအတူတူစပစ်တယ်ခွေးမကိုက်ရင်ပြီးရောဆိုတော့ဘာလို့ခွေးမကိုက်ရင်ပြီးရောဆိုတဲ့ဒီချောင်းလည်းပြောတာပါဘာလို့ခွေးမကိုက်ရင်ပြီးရောဆိုမင်းအိမ်မှာကွာဟိုငငယ်တော့ကနေအခုရထိမင်းဟိုအိမ်မွေးတလိမ့်ဆန်ပါညာမွေးဘူးလားမွေးဘူးလားဆိုတော့ငယ်တော့ငါဟိုးကလေးလေးဘွားတော့ပဲငါအိမ်မှာမြန်မာနိုင်ငံမှာနေတော့ရန်ကုန်မှာနေတော့ငါခွေးရှိဘူးတဲ့ဒါပေမဲ့အဲ့ဒါငါလုံးဝအသက်ကလုံးဝမှတ်မိဘူးခွေးနာမည်တော့မှတ်မိရကွာဒါပေမဲ့ဟို memory အနေနဲ့ပြောလို့ရှိလို့ရှိရင်တိတ်မှတ်မိတော့ခွေးပုံစံမှတ်မိရဒါပေမဲ့ဘာမှသိချာရမရှိခဲ့ဘူးဘာခွေးမျိုးလဲခွေးမျိုးလဲမှတ်မိလားမမှတ်မိခွေးပဲ it's a dog bro ဘာခွေးမျိုးလဲတော့မသိဘူးအော်ဒီမြန်မာခွေးမျိုးစားငါလည်းပြောတယ်ဘာလို့ငါခွေးအကြောင်းလည်းသိခွေးမြန်မာခွေးဆိုလို့ရှိလို့ရှင်မင်းအခုငါတို့ပရိသတ်တွေမေးလိုက်လို့ရှိလို့ရှင်ဘာခွေးလဲဆိုတော့သူတို့ကပြောရမှာခွေးနောက်တစ်မျိုးစားမဟုတ်လေဟိုမြန်မာနိုင်ငံမှာဟိုလမ်းဘေးမှာတွေ့လို့တော်တော်များတွေ့ရတဲ့ခွေးမျိုးကွာအဲ့လိုမျိုးခွေးလို့ပြောလို့ရတယ်ဟိုတိတ်ထူးထူးဆန်းကြီးလည်းမဟုတ်ပါဘူးမင်းရောရှိလားမရှိဘူးဒါပေမဲ့အိမ်မှာဟိုငငယ်တုန်းကကွာငါးမွေးဘူးတယ်โอเคသူတို့ဟိုပေါ့နော်ငါမှတ်မိတော့ကဟိုငငယ်တုန်းကအိမ်မှာငါးမွေးတဲ့ဥစ္စာကလည်းနောက်ပိုင်းကျတော့မမွေးတော့ဘူးဘာဖြစ်လဲဆိုတော့အိမ်ုံကွာငါတို့အိမ်ုံဝယ်နေတော့ကသူကငါးကန်လေးသူကပါလာတယ်အိမ်မှာโอเคအဲ့တော့သူကငါးကန်လေးထဲမှာဆိုတော့အမှဒီ filter တွေရောဗါတွေညာတွေတော့အကုန်ထည့်ပြီးသားကွာထည့်ထားတော့သူကအမှအဖေနဲ့အမေနဲ့ကလည်းတခါတည်းငါးမွေးကြတာပေါ့ဆိုပြီးတော့ငါးမွေးရငါးနည်းနည်းအသက်ကြီးလာတိတတ်တဲ့အချိန်နဲ့ကြာငါးတွေကိုဆယ်ပြီးတော့ငါးတတ်ပြစ်တော့တော်ကြီးကမွေးနေတော့အဲ့ဒါဟိုရန်ကုန်မှာလားအခုဟိုစင်ကာပူမှာနေတဲ့အိမ်လားရန်ကုန်မှာငါငငယ်တော့ပေါ့နော်ဟိုငငယ်တော့ပေါက်စာလေးတော့ပေါ့ပေါက်စာလေးတော့ဟိုအဲ့မျိုးနဲ့ငါတော်ပြီးတော့ဟဲတဲ့ငါတို့ငါမမွေးတော့တာတဲ့နေငငယ်တော့တဲ့သွားပြီးတော့စကားနဲ့ဆယ်ပြီးတော့တတ်ပြစ်လို့တယ်ဆိုတော့ဟာဒုက္ခပဲဒါဘလို့သိမှာတော့မမှတ်မိတော့ဘူးငါမြရတာဝါသနာပါတာနေငါမြရတာပေါ့အပေါ်ဟုတ်ပါဘူးဟိုငါမွေးတဲ့ပုံစံမျိုးနဲ့အဲ့ဒါပါပဲကျန်တာတော့ဘာမှမဟုတ်အဲ့တော့ဒီငါတို့တွေဒီအကောင်အကြောင်းပြောတာလဲဒီငါတို့နေ့ပြောမဲ့ episode ကိုပေါ့နော်ဒီအပိုင်းလေးမှာနည်းနည်းတိရစ္ဆာန်အကြောင်းတိရစ္ဆာန်ယုံနဲ့ပြောတော့တိရစ္ဆာန်အကြောင်းနည်းနည်းပါဘယ်အကောင်ကဘယ်တော်ကဟိုအကောင်ဆုံးအိမ်မွေးတိရစ္ဆာန်ဖြစ်မလဲဆိုပြီးတော့ best pet ပေါ့နော်အဲ့ဒါမျိုးနဲ့ငါတို့ကနည်းစကားပြောချင်လို့အဲ့ကိစ္စလေးဆွေးနွေးချင်လို့ပေါ့အဲ့တော့နေ့ episode အကြောင်းပေါ့ဟုတ်ပါတယ်ကဲအဲ့တော့မင်းက idea ထွက်လာတဲ့လူဆိုတော့နည်းနည်းဆိုတော့ဘလို့ဘယ်ဟာ best bet လို့မင်းထင်လဲငါကြောင်မွေးကျင်တာအာဟာပြောလို့ရှိရင်ဟုတ်ပြီငါကြောင်ချစ်တတ်တယ်ကွာဘာကြောင်ချစ်တတ်တာလည်းဒီအကြောင်းအရာရတော့ဟိုအေးပေါ့ကွာဒါကတော့ငါအကြိုက်ဆုံးပဲအဲ့ဒါအေးပေါ့ကွာကြိုက်တော့လဲမင်းဟိုမှာဗာလဲကြိုက်တာအားမရဒီမှာအယုတ်တောင်ရှိသေးတယ်ဒီမှာကြောက်ရုံဒီမှာပို့မင်းဟာရကြောက်စရာအားလာပဲပို့ပဲဆိုတာကြီးပဲအပဒန်လို့ပုတ်ရှည်တယ်နော်ဒီ season ကငါပုတ်တဲ့အကြောင်းမပြောတဲ့ဥစ္စာ episode မရှိသေးဘူးတင်မရှိတဲ့ဘက်ကလည်းပို့မယ်ဆိုတာကြီးပဲဆိုပဲအခုကစားတော့လဲကြောင်းကနေစားတယ်ကြောင်းကနေစားပြီးတော့လဲအဲ့ဒါကိုပို့မယ်ဆိုကဲဆက်ပြောပါဦးကြောင်းလဲပို့ပဲလားတလိမ့်ဆန်မွေးရဆိုတာပို့ပဲလေမင်းအနည်းဆုံးတော့မင်းခွေးနဲ့ကြောင်းနဲ့ပေါ့နော်ဟုတ်ပါငါတော့ပို့မရဘူးပေါ့ဟုတ်ပေါ့ချန်တာတော့ပို့ငါ့ကိုမင်းငယ်တော့ပို့ရလို့ငါကန်ကိုမရှိတော့ဘူးမလားငါ့ကိုလည်းသူမထင်လို့တော့ပို့ရတယ်ငါ့ကိုလည်းကြည့်ရမင်းငယ်တော့ပို့တယ်ထင်တယ်ကြည့်ရအေးပေါ့ကွာငါလည်းပို့သွားပြီးစကားနဲ့ဆယ်သေးပါအပို့ကျန်းလို့ဩကဲတော့ဘာလို့ကြောင်မွေးကြလားမဟုတ်ကြောင်ကတော့ငါပြောလို့ရှိရင်ဟိုကြောင်ချစ်တတ်လို့ကွာဟုတ်လားကြောင်ချစ်လို့ရှိလို့ရှင်ကြောင်ကွာကြောင်ဆိုတဲ့တော့အိမ်မွေးတိရစ္ဆာန်အနေနဲ့နေလို့ရှိလို့ရှင်ဟိုငါလည်းဒီငါအနေနဲ့ကွာဒီတယောက်ကလာပြီးတော့အဲ့
လိမ့်ဆန်လာပြီးတော့ပေါ့နော်ငါ့ကိုဟိုဟာ shit မြန်မာလိုဘယ်လိုပြောရမလဲဘာလို့မှားပြီးတော့ဟို without sounding wrong ပြောလို့ရှိရင်ဘာပြောလို့ရှိရင်နဲ့မှားသွားငါမသိဘူးမှားသွားမှာဆိုလို့ဒီကောင်ကွာ connection ပဲပြတ်သွားတာလားဘာတွေဖြစ်နေတာလဲဘောဟာချက်လန်းကြီး no ဘာ okay အင်္ဂလိပ်လိုပြောကြည့်လိုက်ကျွန်တော်ပြောတာမှားမိရင်တော့ကျွန်တော်ကိုခွင့်လို့ပါနော်ကျွန်တော်ပြောနေတာအင်္ဂလိပ်လိုရင်ပြောလိုက်အင်္ဂလိပ်လိုရင်ပြောပြီးတော့ဘာသာပြန်လိုက်အင်္ဂလိပ်လိုရင်ပြောပြီးဘာသာပြန်လိုက်အင်္ဂလိပ်လိုပြောလို့ရှိရင်တော့လာပြီးတော့you know ငါ့ရဲ့ attention ကိုလာပြီးတော့ရှာတယ်ကွာဟလာဟုတ်ပြီရှင်ငါရှိရောလာပေါင်းမှာဟိုစားတာတော့ငတ်တာတော့တမျိုးပေါ့ခွေးလဲဟို attention လာရှာတာပဲကွာဒီခွေးလဲလာပြီးတော့မှငါတို့ဗာလဲသူ့ရဲ့တခင်တွေကိုလာပြီးတော့ချစ်စေခြင်းတယ်ဟလာကစားစေခြင်းတယ်အဲ့ဒါပေမဲ့ခွေးတွေကြတော့နည်းနည်းငါစိတ်ထဲမှာအရင်ဟိုenergy လိုတယ်ကွာငါခွေးတော့ဥမာဗာလဲနာသူတို့ခွေးတတ်တာဒီသူ့ကိုတွားပြီးတော့ပေါ့နော်သူ့ကို take care လုပ်ဖို့အတွက်ကငါမှအားမရှိဘူးလို့ငါထင်တယ်ကွာခွေးကြတော့မြန်မာလိုဘယ်လိုပြောဖို့စိတ်ကူးရှိရလဲဟမ် without sounding wrong မြန်မာလိုဆက်ပြောရည်လေပြောရင်းနဲ့တော့ okay ဘာမသိဘူးငါနားထောင်ဘယ်လိုမျိုးငါအဆတော့ပြောမယ်ဥစားပေါ့နော်ဒီဟိုငါတို့ attention လာရှာတယ်ဒါမှမဟုတ်လာပြီးတော့ချစ်စေခြင်းတယ်နော်မှာဂိူနာခံခြင်းတယ်ပေါ့ဂယုဏခံခြင်းတဲ့ဥစ္စာကိုငါစိတ်ထဲမှာစဉ်းစားရတာငါမြန်မာလိုပြောလို့ရှိရင်ဘယ်လိုလုပ်မလဲငါခေါင်းထဲကမြင်တာဟောတကင်းနေရှိကိုလာပြီးတော့ပုတ်ခံခြင်းအဲ့ဒါကြောင့်ငါမှားပါတယ်လို့ပြောအဲ့ကြောင့်ခဏကျွန်တော်တောင်းပါပါတယ်ကျွန်တော်ပြောတာမှာ podcast ကိုခဏရေးမင်းပုတ်ပြီးပြန်လာမလားမလုပ်ပါနဲ့ခဏလေး pause လိုက်မယ် technical break လေးလို့တော့မင်းပုတ်လိုက်ပုတ်ပြီးပြန်လာခဲ့အတန်နဲ့နားထောင်နေတဲ့ဟိုလူတွေဆိုလို့ရှိရင်မှာပေါ့နော်ကျွန်တော်မှာလက်ထဲမှာကြောင်ရုပ်လေးကောင်းကောင်းပုတ်တယ်ကဲဆက်ပြောခွေးတွေလို့တို့ရဲ့ဟိုပေါ့တို့ရဲ့ view နာခံတာတွေဘာတွေကိုမီးက attention မပေးနိုင်ဘူးပေါ့အေးပေါ့ခွေးကြတော့နည်းဟိုအားကုန်တယ်ကွာအားသိမ့်မရှိလို့ငါထင်တယ်တခါလေကြားလို့ရှိရင်ငါပေါ့နော်ဟိုအလုတ်သွားတယ်ဒါမှမဟုတ်အပြင်သွားတယ်ပြန်လာတဲ့အချိန်ကြားလို့ရှိရင်ငါနားကျင်တယ်ပုံမှာပင်မနေပြီပေါ့ဒါပေမဲ့ခွေးရှိလို့ရှိရင်ခွေးနဲ့ကစားပေးရသေးတယ်ခွေးတွေမှာဗာလဲမှာချီသေးမှာအိမ်နာသွားဖို့အတွက်သူတို့လမ်းလျှောက်ပေးရတယ်အဲ့ဒါမျိုးပေါ့အဲ့ဒါမျိုးနေ့တိုင်းမလုပ်ပေးလို့ရှိလို့ရှိရင်ခွေးတော့ကလည်းဒီသူတို့တော့လည်းမကောင်းလေဟုတ်တယ်လားဒါပေမဲ့ကြောင်နေကြတော့ကွာဟိုအဲ့လောက်ကြီးတဲ့ဟို attention ဟိုအမြဲတမ်းအဲ့လောက်ကြီး energy မကုန်ဘူးကွာဟလားအဲ့လောက်ကြီးအားမကုန်ဟုတ်တယ်သူတို့နေတာအေးဆေးဟဲ့လားထမင်းစားခြင်းမုံစားခြင်းလားတညောင်းညောင်းမယ်အဲ့လောက်ပဲပြီးတော့သူတို့အစားအသောက်ကလည်းအဲ့လောက်ကြီးပေါ့နော်ဟိုခွေးတွေလောက်ပြင်ဆင်စရာမလိုဟုတ်လားကြောင်ကဘာကြွေစားမှာကြောင်နေကခွေးတွေပုံငတ်တယ်အောင်ပြောလို့ရှိလို့ချင်းခွေးတွေကြတော့တစ်ခါလေကြားလို့ရှိလို့ချင်းတချို့တခင်တွေငါရဲ့တငယ်ချင်းတွေပါညာဆိုလို့ရှိလို့ချင်းခွေးစားတာကြတော့သူတို့စားတာလည်းပို့ပြီးတော့ကောင်းတယ်သူတို့ခွေးကိုလည်းချက်ကျွေးရသေးတယ်နော်ဒီတိုင်းသူတို့ဟိုတကိုခွေးစာဟိုပေါ့နော်မင်းလည်းတွေ့ဘူးပါပေါ့ဟို pet shop တွေပါညာတွေတွားတယ်ပေါ့နော်ဆိုင်တွေပါတွေတွားတယ်ဆိုလို့ရှိရင်သူတို့ခွေးစာအတွက်သူတို့ဟိုအချောက်မုံနေပါရှိတယ်အဲ့ဒါမျိုးတွေကိုကျွေးတာမဟုတ်အဲ့ဒါတွေနဲ့သူကနည်းနည်းရောပြီးတော့ချက်ထားတဲ့သူကအစားအစာနဲ့သူတို့ရဲ့ဒီခွေးစာသူတို့အချောက်နဲ့သူကနည်းနည်းရောပြီးတော့သူကကျွေးတာအဲ့ဒါမျိုးပေါ့ခွေးတွေကြတော့အဲ့ဒါမျိုးလုပ်ပေးရတယ်ကြောင်နေကြတော့အဲ့လောက်ကြီးလုပ်ပေးကြမလို့ဘူးကွာ of course ဟိုတခြားခွေးတွေကြလည်းအကျင့်မလုပ်ထားတော့သူတို့ကလည်းဟိုအချောက်ချမ်းမဲ့စားရင်စားမှာပေါ့ဒါပေမဲ့ခွေးကြတော့လည်းပြောရလို့ရှိလို့ရှိရင်ငါအဲ့ဒါမျိုးတွေပေါ့နော်ဟိုနည်းနည်းတခြားတငယ်ချင်းတွေရှိကဟိုသူတို့ရဲ့ story တွေပါကြားလို့ရှိလို့ရှိရင်ငါအဲ့ဒါမျိုးဆိုတော့ခွေးတွေကငါနည်းနည်းတော်တော်အားကုန်ပါမယ်အဓိကတော့ချီးသေးပါငါပြောရလို့ရှိလို့ရှိရင်အကြောင်နေကြတော့သူ့နေရာနဲ့သူ့ဘာသူသွားတာကွာငါတို့ကဟိုတကားလေးကြားလို့ရှိလို့ရှိရင်ဟိုပြီးတော့ငါတို့ကကိုယ့်ဘာကိုဟိုကျုံပြီးတော့မှပြစ်လိုက်ရုံပဲအဲ့ဒါမျိုးကြတော့အဆင်ပြေတယ်ပြီးတော့လည်းဟိုအတန်ဟိုအကျယ်ကြီးပါညာမရှိဘူးကွာခွေးတွေဆိုလည်းဟိုဟောင်းဒီဟောင်းဟိုပြေးဒီပြေးနဲ့မဟုတ်လားအဲ့ပေါ့လူတိုင်းမှာတော့ကွာလိမ့်မယ်ကွာမင်းဟိုကြီးတဲ့ဟိုလူမွေးတဲ့လူပေါ်မူတည်တာပေါ့ဒါမင်းကဟိုပြောရမယ်ဆိုလို့ရှိရင် energy နည်းနည်းလေးနည်းတဲ့လူဘက်မှာပါတဲ့ပုံစံပေါက်တယ်ကွာပြီးတဲ့ခါကျလို့ရှိရင်မင်းကဟိုတိတ်ပြီးတော့ဟို self maintenance များတဲ့ဟာမျိုးပဲလုပ်ချင်တာကွာ maintenance အရင်ဟိုများတဲ့ဟာမျိုးမလုပ်မွေးယူဆိုတဲ့သဘောမျိုးပေါ့ဟုတ်တယ်မလားဘာလို့လို့ရှိရင်ကြောင်ဆိုလို့ရှိရင်မင်းတို့ကလည်းပါတယ်ကွာဒါသူ့ရဲ့ဟိုပါပေါ့
ဘယ်လိုမလဲ self care နဲ့သူ့ကိုလုပ်တာကွာ tension နဲ့သူ့ကိုလုပ်တယ်ခွေးဆိုလို့ရှိရင်မြင်လို့ရေချိုးပေးရတာတော့ဘာလို့ဖြစ်မဲ့တချို့လူတွေကြောက်လဲဘာမျိုးကိုကြိုက်လဲဆိုလို့ရှိရင်သူကခွေးကိုအဲ့ဒီအောက်ဆင်းပြီးတော့လမ်းလျှောက်ရတာကွာဒီပေါ့နော်သူတို့ရဲ့ဒီခွေးဟိုအပေါ်တွေပါတော့အောက်ဆင်းလမ်းလျှောက်တော့သူကကြိုက်တယ်ဘာလို့သူတို့ကြတော့တချို့လူကြတော့အလုပ်ကပြန်လာပြီးလို့ရှိရင်ခွေးလေးနဲ့လမ်းလျှောက်ရတဲ့ဟာကြဒါသူတို့ exercise လို့ပြောလို့ရတယ်ဒါသူတို့ကအိမ်မှာပဲအိမ်ပဲအစားမဲ့အစားဒါခွေးနဲ့လူလမ်းလျှောက်လာတာသူတို့ရဲ့ဟိုပေါ့အလုံးတိုင်းပေါ့အခုဆိုရှင်တကယ်လို့ခါကြရက gym သွားတာကြိုက်တယ်ကွာအဲ့ဒါ gym ပြောက်ထဲသွားတဲ့ခါကြလို့ရှင်အဲ့လိုအလုံးတိုင်းလိုလေးဖြစ်တဲ့ခါကြလို့ရှိရင်ဟိုကိုယ့်အတွေးလေးနေလို့ရတယ်ပဲရှိရကွာအဲ့မျိုးတွေချက်တယ်လည်းပါလိမ့်မယ်ဒါပေမဲ့မိကုနာပြောရလဲမှန်တယ်ကွာဟိုခွေးနဲ့ကြောင်တဲ့နှစ်ယောက်ကတော့မတူဘူးပေါ့ပုံစံဒါပေမဲ့လည်းအဲ့ဒါလည်းဟိုမွေးရဲ့အမျိုးအစားနဲ့ဟိုpersonality လေးရကွာတယ်ကွာတချို့ကြောင်တွေကြောက်လဲအရန်ကပြည့်တဲ့ကြောင်တွေရှိလို့တချို့ကြောင်တွေကတချို့ခွေးတွေကြောက်လဲအရန်ငြိမ်တဲ့ခွေးတွေရှိရကွာအဲ့တော့ဟိုခွေးနဲ့ကြောင်နဲ့နှစ်ခုကသူတို့ကကြောင်တိုင်းဟိုကငြိမ်တယ်လို့ပြောတာလည်းမဟုတ်ဘူးခွေးတိုင်းကလည်းရန်ကစားလို့မင်းကိုခေါ်ကြီးလို့ဟာမျိုးမွေးလို့ရှိရင်ငြိမ်နေမှာကွာဘာသိရမလားတချို့ကြောင်တွေဆိုရှိလဲခေါ်ကြီးလည်းမငြိမ်ဘူးလားအဲ့ဆိုရှိကမြင်တယ်ကွာငါဘယ်ငြိမ်တဲ့ခွေးပဲခွေးရှိလည်းမရှိဘူးလားငါအမှန်တမ်းပြောလို့ရှိငါသိမသိဘူးကွာဟိုငါတော့ကလည်းဟိုမွေးကျင်လားဆိုလို့ရှိတော့မွေးကျင်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲနှစ်ခုလုံးကငါကောင်မလေးမှာသူကကြောင်ရှိတယ်ကွာအဲ့တော့အရင်တော့ဆိုလို့ရှိရင်ငါကြောင်ကိုတိတ်ပြီးတော့တတိမထားမိဘူးတိတ်မကြိုက်ဘူးလည်းပြောလို့မရဘူး neutral ကွာသိရမလားအဆင်ပြေငါခွေးကိုပို့ပြီးတော့ကြိုက်တယ်ဘာလို့ခွေးနဲ့ကြတော့ငါကြည့်ဟိုဒီတချို့လူတွေနဲ့ကြည့်ရတာပို့ပြီးတော့ကစားတာပါရှိရကွာအဲ့လိုမျိုးပို့ပြီးနေဖြစ်တာကြည့်ရအခုကြောင်နဲ့ကြတော့လေမအဲ့ကြောင်ငါ့ကိုစကားသိမပြောဘူးကွာငါ့ကိုတိတ်ကြက်တိတ်နည်းတော့နည်းဟိုမင်းဖတ်မလို့ introvert ကွာပြောလို့ရှိရင်ကြောင်ကငါအဲ့လိုသူ့အိမ်တွေပါသွားဆိုကြောင်ပြေးပြီးတော့ပုံတယ်တော်နေဒါသူ့ရဲ့ personality နဲ့ပုံမူတည်ရကွာဟိုတချို့ခွေးပါတချို့ကြောင်ဆိုလို့ရှိရင်နည်း friendly နည်းဖြစ်တယ်ကွာသူကကြောင်လူစိမ့်တွေးလို့ရှိရင်သူကနည်းကြောက်တတ်တာပဲပါတယ်ဆိုတော့သူနဲ့ငါနဲ့အဲ့လိုပေါ့သူငါ့ကိုလည်းလာပြီးတော့ဟိုဖုတ်ခိုင်းတာပါလို့ရှိရင်ငါတော်လေးကိုပြောတယ်ကွာပြောရမယ်ဆိုရင်ပေါ့သူကလည်းတိတ်ပြီးတော့လူနဲ့ဝေးနေတဲ့ကြောက်ကွာသူ့ရဲ့ဟိုငါကောင်မလေးတော့သူ့ရဲ့တခင်တွေပါဆိုရှင်သူကလည်းဟိုနေဖြစ်တယ်ကွာအဲ့တော့အဲ့တော့ဆိုလို့ရှိရင်တော့အရင်တော့ဆိုလို့ရှိရင်တော့ကြောင်ကိုမကြည့်ပြဘူးငါခွေးပဲမွေးချင်တော့စိတ်ကူးရှိတယ်ဒါပေမဲ့အခုကျတော့လေကြောင်လည်းမစိုးပါဘူးဆိုတာသူ့ဟာသူတော့ကောင်းတာပါပဲတကယ်မဒါပေမဲ့ဟိုငါနဲ့ကစားလို့ရတဲ့ကြောင်ဆိုတော့ပိုကောင်းပါဘူးဒီကြောင်နဲ့ကအဆင်မပြေဘူးပေါ့ငါကစားနေလဲသူကလုံးဝမကစားတာပေါ့ငါ့အဖက်ကိုမလုပ်လားမင်းကိုလေငါဒီဟလာတကယ်ချင်းတယောက်အနေနဲ့ငါမင်းကိုမှပါလဲခင်လာတဲ့ကာလအရာမင်းကိုကြည့်လိုက်လို့ရှိရင်မင်းကခွေးနဲ့ပို့ပြီးတော့အဆင်ပြေမဲ့လူမျိုးတော့ငါထင်တယ်အေးငါလည်းလိုပဲထင်တယ်ဒါပေမဲ့ငါခွေးဝူးလို့အဆင်မပြေလောက်ထင်တယ်ကြောင်ပဲတစ်ကောင်ထက်ရလိမ့်မယ်ဘာလဲဆိုငါတို့ကဆုံးဖြတ်ချက်ချတယ်မှာငါတို့မပါဘူးကွာငါတို့ရဲ့ဝန်ကြီးချုပ်ငါတို့တင်ပြရတယ်ဆိုငါတို့ရဲ့သမရကိုအရင်ဆုံးတင်ပြသမရငါတို့ရဲ့သမရကိုတင်ပြရလိမ့်မယ်အဲ့တော့တီသားလောက်ကတော့ကြောင်ပဲဖြစ်ဖို့များတယ်ကြောင်တော့ကောင်ခက်မောင်တင်ပဲဖြစ်ဖို့များတယ်ကြောင်တော့ကောင်ကွာအဲ့ပေါ်ရပါတယ်ဒါလည်းကြောင်ပဲပေါ့ငါလည်းကစားလို့ရှိရင်အဆင်ပြေရကွာအရေးကြီးဟိုပြောလားအဲ့တော့ငါတို့တကယ်လို့ဟိုအတူတူယူပြီးတော့နေတဲ့ခါကြလို့ရှိရင်တကယ်လို့ကြောက်တကောင်မွေးမယ်ဆိုငါအဲ့ကြောင်ငယ်လေးတည်းမွေးပြီးတော့အသေးငါ့ကိုကောက်ငါလုံးဝ train လုပ်တာပါအေးပါအဲ့တော့ तू ကဟိုဘက်ကကြောင်တကောင်နဲ့ကစားငါဒီဘက်ကြောင်ဟိုနှစ်ကောင်လုံးသူ့ကိုကတ်လို့ငါသွားပြီလေငါဘာလို့အောင်မလဲငါမင်းကြောင်ဝဲလာပုတ်တော့အေးပါကွာလာရငါကြောင်လာမပုတ်ခင်ကမင်းခုနကတော့မင်းပြောတဲ့ Cat Mountain ဆိုတာမင်းသိတဲ့လူတွေနေရှိလို့တစ်ချက်ပြောပြလိုက်ပါဦးအဲ့ငါတို့နည်းနည်းအိုတဲ့စကားလုံးဖြစ်လိမ့်မယ်ဒါငါတို့ဟိုလုံခဲ့တဲ့ဟိုဘယ်လိုလဲငါတို့လည်းအိုလွန်းလို့လည်းမင်းနောက်ဟိုငါတို့အငယ်ဘက်က audience တွေသိကြမှာလည်းသိမှာပေါ့တော့ဒါငါတို့ငယ်တော့အဲ့ဒါလို့ပါ2008လား2009လားအဲ့ဒီတော့ဆိုရှင်အဲ့ Cat Mountain အရင်ငါတို့တိုးတာကွာဘာလို့လို့ရှိရင် cat ဟိုဘာသာပြန်လို့ရှိလို့ရှိရင်ကြောင် mountain ကိုဘာသာပြန်တဲ့ခါတော့တောင်ဆိုတော့ပေါင်းလိုက်လို့ရှိရင်ကြောင်တောင်အေးပေါ့အာရှာပါကွာ share ရနော်ဒါငါတို့ရဲ့podcast ဆိုတော့ Chilty podcast ကနေပြီးတော့ Chilty podcast ဆိုငါတို့မဆုံးဖြတ်ခင် Cat Mountain podcast လုပ်ရအောင်
CLM ဆိုပြီးလို့စိတ်ကူးရှိတယ်ခက်မောက်တယ်မောက်တယ်မစိုးဘူးကမဟုတ်ကစိတ်ဝင်စားဖို့အဲ့ဟာလေးကသုံးတာများတယ်ပြီးတော့အဲ့စလုံးကငါတော်လေးကြိုက်တယ်မှလည်းပြောပြီးခက်မောက်တယ်မောက်တယ် Okay sorry ပါဒါကတော့ဒါအရင်တော့ဘန်းစကားပေါ့အခုတော့ဘန်းစကားတွေကမတူတော့ဘူးကွာပြမလားအခုဆိုတချို့ဟိုဟာလူတွေပြောတဲ့ဘန်းစကားတွေကတိတ်ဝင်နေမဖြစ်ဘူးကွာဟိုငါတို့တီးတော့တီးရကွာဒါပေမဲ့ဟိုဟာပေါ့နော်ဟိုအရင်တော့ငါတို့အတော့ဟာလည်းမတူတော့ဒါအရင်တော့ခက်မောက်တယ်မောက်တယ်ဒါအရင်တော့အရင် popular ဖြစ်တဲ့ဘန်းစကားပေါ့ငါကခုနပါပြောတယ်မင်းကတီးတောင်တီးတယ်ငါတီးတောင်မတီးတော့အေးပေါ့မင်းကအေးပေါ့ငါတီးရဆိုတာလေအမှန်တိုင်းပြောလို့ရှိရင်ငါဒီမြန်မာလို့ပေါ့နော်ကြောင်ပွင့်ရင်လှုပ်ရှုပ်တယ်ကြောင်ပွင့်လို့ဆိုတော့ဘောဒီမြန်မာဟိုပေါ့နော်ဒီစကားပြောဝေပိုင်းနဲ့ဝေးกว่าတော့ကြာတယ်ကွာဒါပေမဲ့ဟိုအခုတော့တည်းကငါကန်ကောင်းကြည့်တော့ငါနဲ့တွေ့တဲ့ကောင်မလေးကလည်းမြန်မာမဆိုတဲ့ခါကျတော့ဟိုဘယ်လိုမဲ့ဟိုဒီဘက်ကို culture ဘက်ကိုပြန်ရောက်ဖြစ်တာများတယ်ကွာပြီးတဲ့ခါကျတော့ငါလည်းစိတ်ဝင်စားရတယ်ပါတယ်ဟောတော့ငါဒီဘက်ကြီးနဲ့အရင်ဝေးနေတဲ့ခါကျတော့နည်းနည်းအရင် distant ဖြစ်တော့ဟိုဒီမြန်မာဆိုတဲ့ဟာကြီးတော့ဟို identity ကြီးတော့မပြောက်သွားခြင်းဘူးကွာပြောခြင်းတဲ့သဘောမျိုးပါသိရမလားအဲ့တော့နည်းနည်းလေးငါပြန်ပြီးတော့ညီးစက်အောင်ပေါ့နော်ပြီးတော့မစိုးကွာတချို့မြန်မာဟာတွေကကောင်းတယ်ကွာတချို့မြန်မာဇာတ်ကားတွေပါတွေအခုတော့လေကြည့်လို့ကောင်းတယ်ဒါပေမဲ့ဟိုဒါဖြတ်ပြီးတော့ဟိုပြောတာပေါ့နော်ဒါ side track နည်းနည်းပေါ့နော်အခုမြန်မာကားတွေတော်တော်များကုန်လို့ငါနဲ့ကီးတိတ်မကြိုက်ဘူးကွာဘာမကြိုက်လဲဆိုလို့ရှိရင်ကားတိုင်းလိုလိုကဘာဖြစ်လဲသိလားအကုန်လုံးကနောင်မီလေးနဲ့ဟာတွေကြီးပဲဟာအဲ့တော့ငါကြည့်လေ story မရှိဘူးဖြစ်ဟုတ် story ပုံရနေ story ကအဲ့ပေါ့တခြားပုံမြင်ဟာမျိုးမရှိဘူးကွာဒါပေမဲ့ကားကောင်းကားကြီးတော်တော်များဆိုရင်ငါကြည့်လို့ရှိရင်ကွာအကုန်လုံးကနောက်မီးလေးနဲ့ကားတွေကြီးပဲအကုန်လုံးကဖောက်ပြန်တဲ့ကားတွေအကုန်လုံးကဟိုချိလို့တဲ့ကားတွေအဲ့ဒါကြီးပဲကွာဟောငါစဉ်းစားအဲ့ဒါခစ်စားနေလားအဲ့ဒါကြီးအခုအရင်ခစ်စားအမှအဲ့လိုကားတွေများလာတဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲပြီးလို့ရှိရင်ကားတွေကကွာများတယ်မကောင်းဘူးလို့ဆိုတဲ့ပုံစံမျိုးသူတို့ကအဆင်ပြေတယ်ဒါမျိုးကလည်းနားလည်ပေးနိုင်ပါသေးတယ်ဆိုတဲ့ story နဲ့တွားတဲ့အခါကျတော့ဟိုလူတွေပေါ်မှာဘယ်လိုမျိုးကြီးလဲတော့မသိဘူးကွာငါတို့ရှိရင်တော့ငါတို့ကအမှန်တည်းပြောရတဲ့ဟို older generation ကိုလည်းပြောလို့ရရင်ရလိမ့်မယ်ကွာ older လို့လည်းပြောတာလည်းပါပြန်တော့ကွာဒါပေမဲ့ဟိုအဲ့ဒါမျိုးကွာငါတို့ဒီမြန်မာ culture ကြီးနဲ့တိတ်ပြီးတော့အဆင်မပြေဘူးကွာပြောချင်တယ်သိရမလားအခုကတော့နည်းနည်းဟိုမှာပို့ပြီးတော့နားလည်မှုနေနဲ့ရှိရတယ်ကွာဒါပေမဲ့ဟိုတမျိုးကြီးပဲကားကြီးကြီးอ่ะငါဟိုထွက်လာတဲ့ကားကြီးလဲအဲ့ဒါမောင်နောက်မီလင်းပြန်ပြီးနောက်ကောင်လေးနဲ့တွဲပြန်ပြီးနောက်ဟိုဟာနဲ့ဟာစနိုက်ယူရလဲပါသေးတယ်ဒါပေမဲ့ဒီကားကြီးခစ်စားတယ်ဆိုတာလဲဟိုပေါ့နော်ဒီပို့ပြီးတော့လူတွေကြည့်မဲ့ဥစ္စာကိုလဲမှာဒီနည်းနည်းအာရုံစိုက်အောင်မယ်လေဟုတ်တယ်လားမင်းဟိုရုပ်ရှင်ရိုက်တဲ့သူတယောက်အနေနဲ့ကငါတို့ရဲ့ဟို podcast မှာလည်းအတူတူပဲကွာဘာဘယ် topic ကဟုတ်လားဒီရုပ်ရှင်ဆိုလို့ရှိရင်ဘယ်လိုမျိုးဇာတ်လမ်းတွေကလူကပိုကြည့်မလဲဘယ်သူကပို့ပြီးတော့စိတ်ဝင်စားမှာပို့ပြီးတော့ရောင်းရဖို့အတိကပေါ့နော်ဟိုမင်းမြန်မာစစ်ကားရှိတယ်ဆိုလို့ရှိရင်ထားပါတော့မြန်မာစစ်ကားရိုက်တယ်ကောင်းတယ်မင်း effect တွေကောင်းတယ်ပေမဲ့ဘယ်သူမှလာပြီးတော့မကြည့်ဘူးဆိုလို့ရှိရင်လည်းရိုက်ခံရလိမ့်မယ်ရှုံးမယ်လေအဲ့ပေါ့အဲ့မျိုးပေါ့မဟုတ်ပြောတာပေါ့နော်ဟိုတခြားဟိုဗာလဲဒီရုပ်ရှင်တွေတချို့ရုပ်ရှင်ဇာတ်လမ်းသွားရဆိုလို့ရှိရင်ကွာငါတို့ရှိမှာ technology မရှိဘူးကွာပြောလို့ရှိလို့ရှိရင်လေဟုတ်တယ်လားဟို Marvel movie လိုမျိုး standard လောက်မင်းဟို Avenger တို့မင်းဟို Iron Man တို့ဖာတို့ရိုက်ဖို့အတွက်ကမင်း studio ကလည်းဟိုမင်းအကြီးကြီးကလည်းရှိအောင်မှာမင်း special effect တွေလည်းမင်း budget ကရှိအောင်မှာအဲ့ဒါမျိုးတွေအတွက်ကြတော့လည်းခက်တယ်လေခက်တော့ဟိုအမှုပညာအရဟိုဘယ်ဥစားလွယ်လဲဘယ်လိုမျိုးပုံများပြောကောင်းလဲပြီးတော့ကိုရီးယားကလည်းခစ်စားတယ်ဆိုတော့အဲ့ဒီ drama style လိုမျိုးနဲ့ပဲလိုက်ကြမှာပေါ့ဒါပေမဲ့ကိုရီးယားကမှအဲ့လောက်ထိချီးတင်းလုပ်တဲ့ဟာမျိုးသိမရှိဘူးကွာချီတာဗောမင်းကတေချာမှမကြည့်တာအဲ့ဘက်ကိုမှမင်းကမရောက်တာအဲ့မဲ့တော်တော်များများနာမည်မကြည့်လို့ဖြစ်လိမ့်မယ်နာမည်ကြီးရဲ့ကားတွေမှာပြောတာငါပြောချင်တာရှိရကွာဒါပေမဲ့နာမည်ကြီးရဲ့ကားမျိုးမှာအားလုံးမရှိတာသိရမလားဘာဖြစ်လို့ဆိုရင်မင်းတော်များကြည့်လို့ရှိရင်နာမည်ကြီးရဲ့ကားတော်များသူတို့ရဲ့ standard ကတထေးကနေပြီးတော့အောက်ကဟာကိုလို့ကုမ္ပဏီကနေဝင်လုပ်တယ်ပြီးလို့ရှိရင်အေးကွာချကွာမင်းကလည်းလုပ်ပြီးမင်းကလည်းအပေါ်တထေးကဟိုကွာဒီinternship တော့ဘာလို့ကနေစတယ်ကွာတထေးကအပေါ်ကနေအောက်ကောက်တော့လုပ်တာပြီးတော့အောက်ကနေလှုပ်ရင်းနဲ့သူကအပေါ်တက်လာတာကွာဟုတ်တယ်မလားဒုက္ခငါတို့နောက်ပိုင်းငါတို့ရဲ့ဟိုဟာလဲဟိုဟာဗီဒီယိုတွေအကုန်လုံးဟိုဟာ R rated ပေးရတော့အဲ့ဒါကွာအဲ့လိုမျိုးဟာတွေကပို့ပြီးတော့လည်းခစ်စားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကြည့်ရတာ popular ဖြစ်တဲ့ဟာတွေကပို့ပြီးတော့ relatable ဖြစ်လို့လည်းဖြစ်ပါလိမ့်မယ်ဘာလို့လူတွေတော်တော်များလည်းကကြည့်ရအဲ့ဒီခါတွေကဟိုနေဖြစ် okay sorry ပါဒါကတော့ side track ပေါ့နော်ဟိုရုပ်ရှင်ကားအကြောင်းပြောနေနေ
တော့ငါတို့ခုနကပြော ရ တယ် တယ် အိမ်မွေးတိရစ္ဆာန်ကြောင့် ငါတို့အဲ့ဒါမင်းငါတို့နောက် episode ကြအဲ့အကြောင်းပြောအောင် ရတယ်ရုပ်ရှင်ကြောင်းရတယ်အဆင်ပြေတယ်မင်းကနည်းနည်းတော့ကြည်ရတယ်ပဲဘာလို့မင်းကမြန်မာနဲ့နည်းနည်းဝေးမြန်မာရုပ်ရှင်လောကနည်းနည်းဝေးနေလို့ဆိုတော့မင်းနည်းနည်းတော့ follow နေတော့တော့ မထင်နဲ့ထင်နဲ့ငါအမေကြည့်ရင်ငါလိုက်ကြည့်ရတာ အေး okay တော်သေးတယ်ငါပြော online ဟို online ဟို website ကြည့်ရဟာဆိုဒီမခောက်ဘူးလို့ငါပြောမှုအေးဒါပေမဲ့ဟိုပေါ့နော်ဒီကျွန်တော်နားထောင်နေတဲ့ဟိုပရိသတ်ကြီးတွေထဲမှာအမှုပညာလောကတွေကသူရှိခဲ့လို့ရှိလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးပြောပြပါအောင်ပေါ့နော်ဘယ်လိုမျိုးအခြေအနေရှိလဲဟလာ comment လေးပါလေးပေး message လေးပါလေးပို့ပေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်နည်းနည်းအထောက်အကူဖြစ်တာပေါ့ဗျာကျွန်တော်တို့လည်းပို့သူတွေရတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ podcast မှာလာပြီးတော့ guest အနေနဲ့စကားပြောနေတယ်ဆိုရင်လည်းကျွန်တော်တို့ရတယ်အဆင်ပြေတယ်ကျွန်တော်တို့တော့ဟုတ်တယ်မလားခဲအဲ့ဒါမျိုးဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီအမှုပညာသမားတွေကဘာအိမ်မွေးတိရစ္ဆာန်မွေးလဲဆိုတဲ့ဥစ္စာမင်းဘာလို့ဘာအိမ်မွေးတိရစ္ဆာန်မွေးမယ်ထင်တော့ဘယ်သူတွေကဘာအိမ်မွေးတိရစ္ဆာန်မွေးမယ်အမှုပညာလောကတွေကလူတွေအမှုပညာလောကတွေက actress တွေတဲ့ဆိုရင်အဲ့မျိုးပေါ့မင်းဟာကြီးဟာလေသူ့ဒါမင်းထင်တယ်မင်းထင်တဲ့ဥစ္စာကိုမေးတာပေါ့နော်ခွေးမွေးတာများမယ်လို့ထင်တယ် story ကဟိုဘက်ရောက်တော့ငါဒီဘက်ကငါပြန်ပြီးတော့ခေါ်လာအဲ့ပေါ့တော်များလူရခွေးမွေးကြတယ်လို့ငါထင်တယ်ကွာဒီသူတို့ကြည်ရတဲ့ပုံစံခွေးမွေးရဲ့ဟာတွေများမယ်လို့ထင်ကြောင်လည်းရှိလို့ရှိမှာပါဒါပေမဲ့ဟိုကြည်ရဟိုသူတို့တော်များအကုန်လုံးကခွေးမွေးတာများတယ်ငါကြည်တာငါလွန်ခဲ့တဲ့ဟိုအားတော့ဆိုလို့ရှိရင်ဟိုနည်းနည်း3နှစ်တောင်ဆိုလို့ရှိရင်အဲ့ဒါပေါ့သူတို့ခွေးအိမ်မွေးလိမ့်ဆန်ခွေးရမွေးတာတော်တော်များတာဘာလို့ငါမှတ်မိတော့ငါဒီ Facebook တို့ဘာလို့ငါ follow လုပ်တယ်ပြီးငါဒီရန်ကုန်ပြန်သွားတဲ့ခါကျလို့ရှိရင်ငါရဲ့ဒီအတိအပိုင်းမှာကြည့်လို့ရှိရင်သူတို့အိမ်မှာအဲ့လိုခွေးရမွေးတာများလာတယ်ကြည့်ရတာဟိုဘယ်လိုလဲအရင်တော့ဆိုလို့ရှိရင်ငါတို့ခွေးဆိုလို့ရှိရင်ခြံဆောင်ခွေးတို့ဘာလို့ပဲရှိတာကွာဟိုအိမ်မှာတေချာမွေးပြီးတော့တေချာခုနေဖြစ်တဲ့ခွေးမျိုးမရှိဘူးကွာအပအဲ့လိုမျိုးမရှိတဲ့ခါကျတော့အခုတော့တွင်းကအဲ့ဒါတွေကပို့ပြီးတော့များလာတယ်လို့ငါထင်တယ်ကြောင်အနေနဲ့ပြောလို့ရှိရင်ရှိတယ်မငါတကယ်ဆိုလို့ရှိရင်ကြောင်12កောင်လားမသိဘူးရှိတယ်အဲ့ဒါတော့ဆိုရင်ရလွန်ရအောင်12កောင်ဆိုပြင်းနေတာဒါပေမဲ့မဟုတ်သူတို့ကကြာဘာဖြစ်လို့ဆိုကြောင်ကအဲ့လိုငါဒါအဲ့ဒါမြန်မာနိုင်ငံမှာ12កောင်ဒီငါအခုသိတာငါရဲ့တကယ်နောက်တယောက်စင်ကာပူမှာဆိုလို့ရှိလို့ရှိရင်လည်းအဲ့12កောင်လောက်ရှိတယ်ဘာလို့သူကဘာဖြစ်လို့ဆိုရင်သူကကြောင်အထီးနဲ့ကြောင်အမနဲ့ရှိပြီးတော့ဟိုကလေးမွေးတဲ့ခါကျတော့3 4 5 5កောင်ဖြစ်သွားတာကွာအရင်တော့ဆိုလို့ရှိလို့ရှိရင်ကြောင်တွေကဟိုဒီစင်ကာပူမှာဆိုလို့ရှိရင်တို့ကဟိုအိမ်မွေးသိစံလို့ဟိုမလုပ်ထားဘူးလေပမိတ်မပေးထားဘူးအိမ်မှာကြောင်မွေးခွင့်မရှိဘူးပေါ့အော်ပရိသတ်တွေဟိုဒီမြန်မာနိုင်ငံထားတဲ့ပရိသတ်တွေတီးလို့ရှိရင်ပြောလို့ဒီအရင်တော့ကလွန်ခဲ့တဲ့တစ်နှစ်လောက်ထိပေါ့နော်မနှစ်ကလောက်ထိတို့ကကြောင်ကိုအိမ်မွေးသိစံအနေနဲ့တို့ကသဘောမထားဘူးအိမ်မွေးသိစံနဲ့ဟိုနေလုပ်လို့မရအောင်ကြောင်ကအိမ်မှာမွေးလို့မရအောင်ဒါပေမဲ့ဒါကဟိုလော်ကြီးလို့တခုပေါ့နော်ဒါစီမီစီကိုက်တခုလို့ချထားတယ်ဒါပေမဲ့ဟိုတချို့လူတွေကမွေးလို့ရှိရင်လည်းအရန်ကြောင်ယူသွားပြီးတော့ဟိုယူသွားတယ်ဗျမရှိဘူးကွာမွေးလို့ရတယ်ကွာမျက်လုံးမိတ်ထားပေးရကွာအဲ့တော့မျက်လုံးတစ်ဖက်မိတ်ပေးထားတယ်ကွာဒါမျိုးကဒါရှိရကွာအဲ့တော့ဒါပေမဲ့အဲ့တော့ကြောင်ကွာမင်းကဟိုဒီအဲ့လိုပေါ့ကြောင်နေအိမ်မှာမွေးထားတာလို့ကြောင်နေရတယ်ပေါ့ကလေးတွေပူမွေးရမှာအဲ့ဒါကိုသူကမင်းကသွားပြီးတော့ဟိုရောင်းပိုင်ခွေလည်းမရှိဘူးနောက်ပြီးတော့ပြီးလို့ရှိရင်မင်းကဆုံးပြစ်လို့လည်းမရအောင်တင်မလားဟိုတငယ်ချင်းတို့ဘာလို့ပဲမင်းဟာလို့ပေးလို့ပဲရတာကွာအလကားလို့အဲ့တော့မင်းအနေနဲ့ပြောမှဆိုရှင်အရင်တော့ဆိုရှင် officially တင်မှာဟိုကြောင်ရောင်းတာတို့ကြောင်ဟိုနေ့ဖြစ်တာလုပ်လို့မရဘူးကွာဒါပေမဲ့အခုကျတော့နည်းနည်းအဲ့ဒါတွေလုပ်လို့ရတဲ့ခါကျတော့ဟိုကြောင်သူကလည်းအဲ့လိုနည်းနည်းပေါ့နော်တကယ်ကြီးတွေပါပြေရောင်းတာပါလုပ်လို့ရတယ်ကွာပြောချင်တဲ့သဘောမျိုးอ่ะအဲ့ပေါ့တကယ်တော့လည်းအဲ့လိုကြီးမဟုတ်ဘူးကွာမင်းဟိုဒီဥပဒေသားသူကချထားတယ်ဒါပေမဲ့ဒီမှာရောင်းဝယ်လုံနေတဲ့လူတွေလုံနေတာပဲပြီးတော့မင်းဒီအိမ်မှာအကြောင်အိမ်မွေးလိမ့်ဆန်နေနဲ့ထားလို့မရဘူးဆိုတော့ဥစားမင်း HDB မှာပဲရှိတာမင်းဟိုကွန်ဒိုတို့ဟလာလုံးဝလုံးချင်းအိမ်တို့ဘာတို့ညာတို့ဆိုလို့ရှိရင်သူတို့မွေးဖို့ရတယ်ပြဿနာမရှိဘူးသူကအဲ့ဒါမျိုးစီးနေတယ် HDB မှာပေးမထားလားအဲ့ဒါတော့ငါလည်းမသိဘူးအဲ့ဒါတော့ငါအဲ့ဒီတော့ငါတွားပြီးတော့လှမ်းပြီးတော့ဟို Google ချက်ကြည့်လိုက်ခဏရနော်စိတ်ဝင်စားတယ်ဆိုရင်တော့ရှာပြီးလိုက်ချက်ကြည့်လိုက်ကြည့်ပါဗျာဘာဖြစ်လို့မရတာလဲတော့ငါကတော့တိတ်ပြီးတော့မသေးချအောင်ဒါပေမဲ့ဟိုနောက်ပိုင်းတော့အခုတော့ရပါပြီအခုတော့ပြဿနာသူတို့ကဘာဖြစ်လို့ဆိုလို့ရှိရင်တဲ့ဟိုခုခွေးတွေပါဆိုလို့ရှိရင်သူကအိမ်မှာပါနေရတာဟိုနေ့ဖြစ်တယ်ကွာထိန်းလို့ရတယ်ကွာကြောင်နေတော်တော်များရတယ်သူတို့ကဟိုအိမ်ကနေပြီးတော့ထိန်းလို့မရဘူးဆိုတဲ့ဟာမျိုးသတ်မှတ်ထားတဲ့အတွက်သူကအကြောင်နေတော်များဆိုကွာသေးလဲသေးတယ်ကွာသေးတော့သူတို့ကနေဒီတိုင်းပဲအိမ်တကားတွေထွက်သွားတာတော့ဘာလို့ရှိရကွာအဲ့ဒါကိုသူကသတ်မှတ်ထားတဲ့အတွက်သူကအဲ့ဒါကြောင်နေသူက HDB flat မှာသူကပေးမွေးကဒါဒီလိုဒါ back story ပေါ့အေးပါအမေကြောင်လွဲလို့တခြားလိမ့်ဆန်မွေးဖို့စိတ်ကူးမရှိဘူးလား
ကျောင်းကလွဲလို့တခြားလိမ့်ဆန်ကျောင်းကလွဲလို့ဘာမွေးရအောင်လဲငါလည်းမသိဘူးခွာခွေးတော့ငါတိတ်ပြောမမွေးခြင်းဒါပေမဲ့ပေါ့နော်ဟိုငါတခြားလူတွေဘာကောင်းနေတကယ်စင်ကာပူမှာပေါ့နော်စင်ကာပူမှာတခြားအိမ်မွေးလိမ့်ဆန်တွေသူတို့မွေးတာရှိတယ်တချို့လူတွေဆိုရင်ယုံမွေးတာတို့ဘာလို့မင်းချဘူးကြားဟုတ်တယ်ယုံတို့တချို့တွေဆိုရင်အမှယုံနေမွေးကြတယ်ဟိုမင်းငါကလည်းငါခုနကအစပြောတဲ့ဆိုတာအိမ်မွေးလိမ့်ဆန်ထဲမှာပဲပါတာပေါ့ငါမွေးတယ်ပေါ့ငါမွေးတယ်သူကအဲ့ငါးကန်ထဲမှာပဲသူကငါမွေးတယ်လိတ်မွေးတယ်ပဇွန်မွေးတယ်ပဇွန်ဆိုတာကတော့ဟိုငါတို့စားတဲ့ပဇွန်မဟုတ်ဘူးပေါ့နော်ဟိုအသေးလေးဒါပေမဲ့အဲ့ငါမွေးတာလဲကွာသူတို့ကဟိုငါတိရဲ့လူတွေတော်များသူတို့မှငါမွေးတဲ့ဟာသူတို့ကငါမွေးအောင်တမယ်ကိုသူတို့ကဟိုနေမဟုတ်ဘူးကွာဒီလိုဆိုတာငါတို့တကယ်လို့ခွေးမွေးတယ်မလားခွေးမွေးလို့ရှိရင်ခွေးကို train လုပ်တာတော့ဘာလို့ကွာဒါဆိုခွေးအတွက်ပဲကွာသိရမလားဟိုဟာဘယ်လိုလဲဟိုအဲ့ဒီကြောင့်မွေးတဲ့သဘောမျိုးကွာအဲ့တော့ငါတကယ်ချင်းတယောက်ဆိုလို့ရှိရင် तू ကငါမွေးတယ် तू ငါမွေးတာစိတ်ဝင်စားတယ်ဒါပေမဲ့ तू ကဘာကိုပိုစိတ်ဝင်စားလဲဆိုလို့ရှိရင် no မဟုတ်စီးပွားရေးနဲ့မွေးတာပေါ့ငါမွေးတာ तू ကစိတ်ဝင်စားဒါပေမဲ့ तू မှာပိုပြီးစိတ်ဝင်စားတာအဲ့ငါးကန်ဟိုတိဆောက်ရတာ तू ကပိုစိတ်ဝင်စားတာတည်အဲ့တော့ဘယ်ငါးပဲရှိကွာ तू ကငါးမျိုးစုံ तू ကဝယ်ဒါပေမဲ့သူ့တော့ကဘယ်ငါးပါငါးဆိုပြီး तू ကတိကျအရန်အတိကျမဟုတ်ဒါပေမဲ့ तू ကအဲ့ဒီငါးကန်မှာတဲလေးတွေဘလို့ထားလဲပြီးလို့ရှိရင်ဘာကြောက်တုံးလေးတွေထည့်လဲဘာ item လေးတွေတို့ပေါ့နော်တိတ်ရွက်လေးပါ तू အဲ့ဒါကို तू ကဟို hobby လို့ဖြစ်တာကွာငါတို့ဆိုလို့ရှိရင်ငါရဲ့အခုဟိုအရင်တော့ဆိုရှိလို့ရှိရင်အခုလည်းဟိုနေ့ဖြစ်ပါတယ် Lego ဆောက်ရတာသဘောကျတယ်ကွာဟုတ်တယ်ပါဒါပေမဲ့သူ့အတွက်ကကြတော့ငါးကန်ကိုတိဆောက်ရတာ तू က Lego လို့ဖြစ်နေတာအော် तू ကပတ်စံစုတယ် तू အဲ့ငါးကန်အတွက်ပစ္စည်းလေးတွေဝယ်တယ်ပြီးလို့ရှိရင်ငါးကန်တစ်ခုဆောက်တယ်အေးပေါ့ဆောက်ပွဲဒီငါးကန်ကနေပြီးတော့ငါးကို transfer လုပ်ပြီးတော့ तू ကဟိုငါးကန်အဟောင်းကိုသူကပြန်ပြီးတိုးတက်အောင်ပြန်ဆောက်တယ်သူကဒါသူ့ရဲ့ hobby လို့ဖြစ်နေတာအဲ့တော့ဒါငါးမွေးတဲ့လူတွေတချို့လူတွေရဲ့ဟာတွေကလည်းအဲ့လိုမျိုးပေါ့ငါးမွေးုံနေမဟုတ်ဘူးဒါပေမဲ့အဲ့ငါးကန်ကိုစောက်ရတဲ့ journey ကိုကြိုက်တာကွာအေးပေါ့ဒါလည်းသူတို့ရဲ့ hobby တစ်ခုပဲပေါ့ဟုတ်တော့သူကငါးကန်မှာသွားစောက်ရတော့ ecosystem လို့လုပ်လို့ရတယ်မွေးတာလည်းရှိတာပေါ့စီးပွားအနေနဲ့မွေးရခါကျတော့ဒါပေမဲ့စင်ကာပူမှာတော့အိမ်အနေနဲ့ကြတော့စီးပွားရေးနဲ့မွေးပါနေတော့ခက်တယ်ကွာနေရာမရှိရလဲပါစီးပွားရေးဆိုတဲ့ဥစ္စာမဟုတ်စီးပွားရေးဆိုတဲ့ဥစ္စာကဟိုငါပြောတဲ့အနေနဲ့ဟိုငါးမွေးမိရေးပုံစံမျိုးပြောတာမဟုတ်ဘူးတခြားဟိုပေါ့နော်မင်းတခြားမင်းသူတွေအိမ်သွားလို့ရှိလို့ရှင်မင်းတွေ့ဘူးလားမင်းဟိုရွှေအောင်ငွေအောင်ငါးကြီးအကြီးဟိုလက်လက်ကြီးတကောင်4000 5000 iguana မဟုတ် sorry ပါ iguana ဖို့အဲ့ငါဘာငါလဲငါဘလူးခေါ်လဲငါမေ့သွားပြီရွှေငါလားဟာလားဟုတ်ပါဘူးကွာငရက်အာဝါနာကြောစားတယ်ငါအေရှာအာဝါနာဟုတ်တယ်အဲ့အာဝါနာငါဟိုရန်ကုန်မှာတော့ငါတို့မသိဘူးကွာဟိုငါတို့ရဲ့ဒီ US ကနေပြီးတော့နားထောင်တဲ့ဟိုပြည်သက်တွေလည်းငါတိတ်ပြီးတော့မသေးကြဘူးသူတို့အဲ့ US မှာဘယ်လိုမျိုးဟိုအခြေအနေဘယ်လိုမျိုးလုပ်ကြလဲတော့ငါတိတ်ပြီးတော့မသိကြဘူးဒါပေမဲ့စင်ကာပူမှာပေါ့နော်စင်ကာပူမှာလူတွေဆိုလို့ရှိရင်တော့မှာတိမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ iguana ငါးကြီးတွေကိုတချို့လူတွေကအကောင်လေးသေးသေးလေးမှာကွာသူကဝယ်ပြီးတော့သူကအကြီးလာအောင်သူကဖြည်းဖြည်းချင်းသူကတိချာမွေးတာဒီကောင်ကလည်းပို့ပြီးတော့ဘာဖြစ်လို့စီးပွားရေးအနေနဲ့မွေးလို့ရလဲဆိုအကောင်ကြီးတွေကကြီးပွားတယ်ဆိုလို့ရှိရင်သူတို့ကလက်ခေါ်တဲ့အနေနဲ့သူကအိမ်မှာထားတာအကောင်ကြီးတွေကအဲ့ငါးကြီးတွေအကြီးတွေကပေါ့နော်သူတို့လက်ကောင်းတယ်လက်ဝင်ဖို့ဆိုပြီးတော့သူတို့ကတထေးတွေကဝယ်ကြတာဒါပေမဲ့အဲ့ဒီအကောင်ကြီးကြီးဖို့အတွက်ကငယ်ကလေးကနေပြောမှမွေးမြူလာတဲ့လူတွေကကြတော့သူတို့ကအဲ့စီးပွားရေးတစ်ခု investment တစ်ခုအနေနဲ့သူတို့ကမွေးတာဒါကလည်းဟိုလွယ်တဲ့ဥစ္စာမဟုတ်ဘာဖြစ်လို့လဲဆိုတော့သူကဒီရေရဲ့ temperature လေးကနည်းနည်းလေးလွှဲသွားတယ်ကွာနည်းနည်းလေးပိုအေးသွားတယ်နည်းနည်းလေးပိုပြီးတော့ပူသွားတယ်ဘာညာဆိုငါသေရောငါဟိုအရန် sensitive လည်းဖြစ်တယ်ပြီးတော့တေးချာချာသူ့ရဲ့ဟိုအစားအသောက်ကလည်းသူကတေးချာချာကျွေးမှအချိန်မှန်ကျွေးမှပုံမှန်ကျွေးမှပြီးတော့သူတို့မကျွေးလို့မရတာရှိတယ်ကျွေးလို့ရတာရှိတယ်အဲ့ဒါမျိုးတွေကိုတေးချာ diet ကို control လုပ်တော့မှာကွာမင်း तू အကောင်ကြီးကကြီးသွားတာအဲ့ဒါမျိုးတွေပေါ့နော်အဲ့အကောင်ကြီးကကြီးသွားတဲ့ဥစ္စာအပြင် तू ကပို့ပြီးတော့လှလာတာကွာအဲ့ဒါမျိုးဆိုတော့ငါစီးပွားရေးအနေနဲ့ဆိုတာအဲ့ဒါမျိုးပြောတာပေါ့နော်ဟိုမင်းခုနကတော့ပြောလို့မျိုးဟိုမွေးမြူရေးအနေနဲ့ तू ကအိမ်မှာမွေးတယ်ပြီးတော့မှစားတယ်ပါညာတော့အဲ့ဒါမျိုးကတော့အဲ့လောက်ကြီးမရှိဘူးဒါပေမဲ့ငါဟိုကနန်းမွေးတဲ့ဥစ္စာတော့ငါတွေ့ဘူးတယ် HTV မှာခုနကငါတို့ကနန်းမွေးမြူရေးဆိုပြီးတော့အာဝါနာလို့ငါတို့ပြောနေတယ်ငါချက်ရှာကြည့်တာပေါ့နော်ဟိုone of the ရှားပါတဲ့အာဝါနာတစ်မျိုးအမျိုးအစားတစ်မျိုးอ่ะ
တကယ်ရှားပါတဲ့အမျိုးအစားတစ်မျိုးပေါ့နော်သူကလည်းပြီးတော့ species အစ်စ်ကွာအဲ့အစ်စ်အဲ့ဟာကဘာဘယ်နိုင်ငံကလည်းသိလားခါမှန်းကြည့်အသိမဝေးဘူးသိမဝေးမဟုတ်မြန်မာနိုင်ငံကဝေးသူတို့ဟာအခုသူတို့လူငယ်2010လောက်တော့သူကရှာတွေ့တယ်ဒါဟိုကသူကဟိုငါးနာမည်ကပါတိတ်အာဝါနာလို့ခေါ်တယ်ကွာပါတိတ်အာဝါနာခေါ်တယ်ဘာလို့ပါတိတ်အာဝါနာလို့ခေါ်လဲဆိုရင်ပါတိတ်သိရမလားဟိုဒီပါတိတ်ဒီဇိုင်းလေးသူကအဲ့ငါးရဲ့ဟိုပေါ့နော်အရေးကုန်နေပါရဲ့အဲ့လိုပါတိတ်နဲ့တူတဲ့ငါးမျိုးကွာပြီးတော့အဲ့ဒါဟိုငါ့ကိုပါတိတ်ဝေပေးထားတာငါ့ကိုပါတိတ်ဝေပေးထားတဲ့ဟာမျိုးအဲ့မျိုးတော့ပြီးတော့ zebra လို့ပုံစံလည်းဖြစ်တယ်ဒါပေမဲ့ပါတိတ်လို့ဟာမျိုးဖြစ်တဲ့အတွက်အဲ့ဒါအခုငါတို့တင်းနာကြီးဒီမြစ်ဟိုပါပေါ့နော်အတွင်းမှာဆိုလို့ရှိရင်ဒီအဲ့ငါးတွေကအဲ့ဒီမှာတွေ့ရတာဟိုနည်းနည်းဟိုရှားတဲ့ငါးတစ်မျိုးပေါ့အဲ့ပါတိတ်ဝေပေးတာ1 set လားဒါမှမဟုတ်ရင်ဘုံမပါဘူးလားသူ full set ပါ full set ဝယ်ပေးတာfull set 0G ရယ်ပါတိတ်ထမိန်လေးလိုမျိုးစကတ်လေးလိုမျိုးပဲဝင်လိုက်မဟုတ်သူကပါတိတ်ကိုသူ full body ကွာသူကချုပ်ပေးတာဆိုတော့သူကအပေါ်နဲ့အောက်1 set ပါတယ်1 set ပါတယ်ပြီးတော့ဟိုထမင်းကလည်းဟို green ကြီးဟာဆိုတော့အဆင်ပြေတယ်ဝေးရတာအဲ့ကောင်းတယ်ကွာမင်းအဲ့ရှယ်သူခြုံတယ်ကွာလှုပ်တယ်သူအဲ့ပေါ့မင်းကလည်းဟာချုပ်ပဲဆိုတာကြီးပဲဇွတ်ပဲဒုက္ခချုပ်မှာပုတ်တာတွေဟာအေးပါကွာကဲခုနမင်းကပြောကနန်းမွေးရတယ်တွေ့ဟဲ့လားအိမ်မွေးတလိမ့်ဆန်လည်းမင်းဟိုချစ်ဖို့ခင်မှုပို့ဖို့ပဲဆိုတော့ဟုတ်လားဒါပေမဲ့ငါမွေးတယ်ချစ်ဖို့ခင်ဖို့ပို့ဖို့ရတယ်ချစ်ဖို့မပါဘူးเนาะချစ်လို့မရဘူးဒါပေမဲ့ငါကြတော့လေကွာဟိုငါတိတ်ပြီးတော့ဟိုပါပေါ့နော်ဒီငါခုနကပြောလို့မျိုးဟိုဗာလဲနောက်တာကတော့နောက်တာကွာဒါပေမဲ့အိမ်မွေးလိမ့်ဆန်ငါအတွက်ကပေါ့နော်ဟိုကြောင်နေခွေးတွေဆိုလို့ရှိရင်ဘာပဲပြောကွာမင်းဟိုစားပါလေဒီကစားလို့ရသေးတယ်ချစ်လို့ကြသေးတယ်ဟလားဒီဒါပေမဲ့ငါကြတော့ကွာမင်းမှန်ပုံကြီးထဲမှာငါတို့ကကြည်တာဘာမှတိတ်ပြီးတော့ဟိုငါနဲ့ငါတို့နဲ့ကသွားပြီးတော့ဒီ interaction ကမရှိဘူးထိတွေ့ကြရလည်းမရှိဘူးငါတို့အစာကျွေးတယ်ဆိုရင်လည်းအပေါ်ကဖြူလိုက်တာလေဒါပေမဲ့တချို့လူတွေကတော့အိမ်ဟိုငါးကောင်ကြည်တာပဲဟိုသဘောကျတာပေါ့ကွာဟုတ်လားတချို့ငါရဲ့ဟိုအတိတွေထဲမှာလည်းဟိုငါးမွေးတဲ့လူရှိတယ်အဲ့ငါးမွေးတဲ့တယောက်ဆိုလို့ရှိရင်သူ့ကိုမေးကြည့်ရမယ်ငါးဘာဖြစ်လို့မွေးရလဲမဟုတ်ဘူးတဲ့ तू ကငါးကန်နဲ့က तू ငါးတွေသူ့ဘာသူရေကူးပြီးတော့သူ့ဘာသူနေနေတာကိုကြည့်တဲ့ဥစ္စာထိုင်ကြည့်နေရတာပဲသူ့ရဲ့စိတ်ထဲမှာ तू ကစိတ်ချမ်းသာတယ်ပေါ့နော် तू ကစိတ်အေးတယ်ပေါ့ဒါ तू ကနဲ့ तू စိတ်ရော့လားစိတ်လျှော့လားဘယ်လိုပြောအပေါ်ဟိုစိတ်အေးချမ်းတယ်ပေါ့စိတ်အေးချမ်းရဟုတ်အဲ့လည်းမှန်တယ်ပေါ့ဘာလို့လူရှိရင်ငါဟိုဘယ်လိုပြောမလဲဟိုအားတို့ဒီအမေဟိုစီအကွေဘာလို့မင်းသိရမလားစီအကွေဘာလို့မင်းကြည့်လို့ရှိကွာမင်းငါမွေးအိမ်မွေးငါတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စီအကွေကိုတွားပြီးတော့အဲ့ဒီမှာ तू ကဒီငါအကန့်အကြီးရှိတယ်အဲ့မှန်ကြီးနဲ့ကွာမင်းထိုင်ပြီးကြည့်လို့ရတာကွာအဲ့နေရာမင်းရောက်လာမသိဘူးတချို့ဒီမြန်မာနိုင်ငံကနေပေါ့အလဲလာတဲ့ဟိုပိတ်သက်တွေရှိလို့ရှိလဲအဲ့နေရာကိုတွားတင်တယ်ပေါ့နော်အဲ့ငါရောက်ဖို့ရငါဖြန်နေတွေ့ငါအမျိုးတွေလားလို့အဲ့ပေါ့အဲ့ငါခံတဲကိုရောက်သွားလို့ရှိရင်ကွာအဲ့လိုငားတွေအဲ့လိုသူ့ဘာသူရေကူးနာလို့ထိုင်ပြီးတော့ကြည်နေရတယ်ဖီးတစ်မျိုးကွာသိလားဟိုဒီနေ့တော့သူကူးနေကြတာမင်းထိုင်ပြီးကြည်နေရတော့အဲ့ဒါဖီးတစ်မျိုးအဲ့တော့ငါသူပြောလဲနားလဲတယ်ကွာဟိုသဘောလဲပေါက်တယ်အေးပေါ့အဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့ငါမင်းခုနကပြောလို့ပဲငါ့ဟိုပေါ့နော်ဒီကြည့်ရှုဖို့အတွက်မှာပဇွန်မွေးတဲ့လူတွေလည်းအတိုင်းပဲမင်းပဇွန်မွေးပဇွန်ကောင်လေးတေးလေးတွေပဇွန်ရောက်စားကျင်တယ်ကွာမင်းအကောင်သေးသေးတွေတော့စားလို့တော့မရဘူးလားဟိုငါတလဲလို့လို့ပါလို့ကြော်ရဲလို့မရဘူးလားလိတ်မွေးတဲ့လူတွေလည်းရှိတယ်ဟောသူတို့အဲ့ဟိုလိတ်ကလေးတွေ तू ကမွေးပြီးတော့ तू ကဟိုခုနကမင်းပြောသူမျိုးပဲပေါ့နော်ငါးကိုင်းထဲမှာ तू ကတေးတေးချာချာတီးဆောက်ထားပြီးတော့ကျွန်းလေးလိုမျိုးဟလာမင်းသူတို့ကဟိုသူ့ရဲ့ငါးကန်ထဲမှာသူ့ရဲ့ beach သူကကမ်းခြေလေးလိုမျိုးသူကလှုပ်ပြီးတော့မင်းလိတ်ကလေးတွေမွေးတဲ့လူတွေရှိအခုဟာဟိုတခြားကြလို့ရှိရင်ဟို TikTok တော့ဘာတော့မှတခါကြလို့ရှိရင်ဒီကြာလေးငါကြည့်ပြတဲ့တခုရှိတယ်မင်းတော့ကြည့်ပြလားမသိဘူးဟိုပါလဲဟိုပြောစိတ်ကိုမေးတာမွေးတာဟုတ်တယ်ငါမင်းအဲ့ပြောမယ်ဆိုငါသိရမင်းအဲ့ဟိုမင်းအဲ့ပြောစိတ်မွေးတဲ့ဥစ္စာလည်းမင်းမဟုတ်ဘူးဒီသူကပျောစိတ်မွေးတာမဟုတ်ဘူးကွာငါတို့စိတ်ဝင်စားတဲ့ဥစ္စာ TikTok မှာကြည့်တာသူကပျောစိတ်တွေကသူကဘာလုပ်နေလဲဆိုတဲ့ဥစ္စာသူကပုံရင် story သူကပြောပြတာဟုတ်တယ်အဲ့ဒါလေးတော်တော်လေးကိုဘယ်လိုလဲတခါကျလို့စိတ်ဝင်စားဖို့ကောင်းတယ်ကြည့်လို့ကောင်းတယ်ဟုတ်လား
ကြည့်နေတယ်အော်တို့ရဲ့ဒါတို့ရဲ့ဟို survivor ဒီလိုပုံစံကြီးပဲလားဆိုတော့ကြည့်ရသိရမလားအော်တခုခုနေပြီ twin 2ရတယ်သိရမလားပြီးလို့ရှိရင်ဟိုအလောင်းနေဆိုလို့ရှိရင်တနေရာကိုသွားလို့ထားတာမျိုးသိရမလားပြီးလို့သူတစ်ခါသူဘာဆန်းလဲဆိုလို့ရှိရင်အဲ့ဒီဟိုပြောစိတ်တစ်ကောင်ကိုသူကပြောစိတ်တစ်ကောင်တေသွားလို့ရှိရင်သူကဒီ chemical လို့တခု compound တခုကိုသူကထုတ်တယ်ကွာအဲ့ဒါဆိုရင်ဒါပြောစိတ်အတီးတော့ဒီတယောက်ကဟိုဆုံးသွားပြီဆိုတဲ့သဘောမျိုးကိုသူကပြောတဲ့သဘောမျိုးအဲ့တော့သူကဘာလို့လဲဆိုလို့ရှိရင်အဲ့လို chemical ထုတ်တဲ့ဟာကိုသူကနောက်ထပ်ပြောစိတ်တစ်ကောင်စီမှာသူကထည့်ထားလိုက်တယ်တို့လိုက်တာပေါ့ကွာအဲ့တော့အဲ့ဒီပြောစိတ်ကအဲ့ဒီအနံ့လိုဟာမျိုးကိုထွက်နေတယ်ဒါပေမဲ့ပြောစိတ်ကအရှင်လန်းကြီးရှင်နေတော့ပဲအဲ့တော့ဘာဖြစ်လဲဆိုပြောစိတ်တွေကအဲ့ဒီအနံ့ရတဲ့အတွက်သူကအဲ့ဒီပြောစိတ်ကိုစွဲပြီးတော့သူကအလောင်းရထားတဲ့နေရာမှာထားတာပြီးရှင်အဲ့ပြောစိတ်ကလည်းအဲ့အလောင်းရထားတဲ့နေရာမှာသူကနေတယ်ဘာသူကသူကတေနေပြီလို့သူကထင်နေတာအဲ့လိုပုံစံကြီးကွာစိတ်ဝင်စားဖို့ကောင်းတာဒါဟိုဘယ်လိုပြောမလဲသူတို့ရဲ့ brain က function တွေကလည်းတစ်မျိုးကွာပြောရမယ်ဆိုလို့ရှိရင်အေးပေါ့ဟုတ်တယ်ပြီးသွားလို့ရှိရင်မင်းတချို့ဆိုင်လည်းမင်းတွေ့ဦးမှာပေါ့မင်းဟိုပျောစိတ်နီနဲ့ပျောအဲ့ဟိုအနီအောင်ပျောစိတ်တွေနဲ့မင်းအမဲအောင်ပျောစိတ်တွေနဲ့သူကနှစ်မျိုးရှိတယ်ကွာအဲ့ဒါကို तू ကဟိုဘက်မှာပေါ့နော်ဒီသူ့ရဲ့ဒီသူတို့လည်းအဲ့ဟိုထင်တာကတော့ဒီဟိုငါးကိုင်လိုမျိုးပဲ तू ကဒီ glass ကြီးနဲ့ तू ကမှန်နေနဲ့ပဲလှုပ်ထားတာကွာဟုတ်တယ်မလား तू ကအပြင်ကနေပြီးကြည့်လို့ရအောင်ဒါပေမဲ့ तू ကတလဲနဲ့ဖြည့်ထားတာပေါ့ရေဖြည့်ထားတဲ့အစားအဲ့ပြီးပါလို့ရှိရင် तू ကဟိုနားလေးမှာမင်း तू ကမီးလေးတွေထည့်ထားတယ်ဒီနားမှာမီးလေးထည့်ထားဆိုအထက်ကဘာလုပ်နေလဲဆိုတော့မြင်ရတယ်ပြီးပါလို့ရှိရင်အပေါ်မှာကျတော့သူတို့ရဲ့ဟိုတောလေးလိုမျိုး तू ကလှုပ်ထားတာပေါ့နော်အဲ့ခါကျတော့သူတို့ရဲ့ဒီဘက်ထောင်းမှာ तू ကထောင်းတစ်ဖက်မှာ तू ကပြောစိတ်အမဲကောင်တွေထားလာတယ်ထောင်းတစ်ဖက်မှာကျပြောစိတ်အနီကောင်တွေထားလာပြီးတော့သူကဖြည်းဖြည်းချင်းပေါ့နော်ဒီကောင်တွေကဘယ်လိုလုပ်လဲဟလာသူတို့ဖြည်းဖြည်းချင်းသူတို့စပြီးတော့အဲ့ဒီပြောစိတ်တွေစလာတဲ့အချိန်ပေါ့နော်စပြီးတော့သူတို့ဒီကိုင်ထဲမှာထားလိုက်တဲ့အချိန်မှာသူတို့ကတော့ဖြည်းဖြည်းချင်းသူတို့ဥတာပေါ့နော်သူတို့ကဟိုသူ့ရဲ့ပြောစိတ်ဘေးမာကြီးနဲ့သူကစတာပေါ့ဒီ Queen Anne ကြီးနဲ့အကြီးကြီးနဲ့သူကစသူကဥပြီးတော့ဥတွေကနေပြီးတော့သူတို့ပေါက်လာတယ်ဆိုလို့ရှိရင်ဒီပြောစိတ်ကလေးတွေသူကစပြီးတော့အလွတ်လွတ်တယ်ကွာပြီးတော့သူတို့ရဲ့အဲ့ဒီပြောစိတ်နိုင်ငံကြီးပဲခေါ်မလားပြောစိတ်အုံကြီးကိုပဲသူတို့ဖြည်းဖြည်းချင်းတီဆောက်တယ်ပေါ့နော်ပြီးတော့ဟိုဘက်ကလည်းပြောစိတ်အုံကြီးကိုတီဆောက်ပြီးတော့သူတို့နှစ်ကောင်စတွေ့တဲ့အချိန်မှာသူကဟိုဘက်ကအမဲတွေကအနီကိုသွားပြီးတော့အနိုင်ကျင်းလိုက်ပြီးတော့အဲ့ဒါပါလေအနီကလည်းသွားပြီးတော့အမဲတွေကိုအနိုင်ကျင်းလိုက်ဖြည်းဖြည်းချင်းနှစ်ကောင်ချရင်းနဲ့သူတို့ကအုပ်စုလိုက်ဝိုင်းပြီးချကြတာသူတို့စစ်ပြကြတာသူတို့ဟာအဲ့ဒီဥစ္စာလည်းငါသွားပြီးတော့ကြည့်ဟဲဒုက္ခပဲပေါ့နော်သူကလည်းဟိုဒီဗီဒီယိုရိုက်တဲ့ကောင်ကလည်းသူကလည်းပုံမြင်ကပြောပြနေတာဟာဒီကောင်တွေကတွေ့ရဘာဖြစ်ပြန်ပြီတော့ဟဲ့လားဟိုအမဲကောင်တွေကသွားပြီးတော့အနိုင်ကျင်းလို့ပျောစိတ်အနီလေးဆိုပြီးတော့စဉ်းစားတယ်ငါပျောစိတ်ကောင်ကသွားပြီးတော့လုံးဝမြစ်တာသွားရှိနေတာဟာဒီပျောစိတ်လေးသနာပါတယ်ဟဲ့လားဟာချီတော့ဒီအမဲကောင်တွေကဒီပျောစိတ်ကိုတိုက်တာဒီပျောစိတ်တေသွားပြီနောက်ပျောစိတ်တွေကဘယ်လိုလာမလဲမင်းပြောလိုမျိုးပဲပေါ့နော်ရုပ်ရှင်ဇာတ်လမ်းယူကြည့်ရတယ်ဒီ chemical တစ်ခုဟုတ်တယ်ရုပ်ရှင်ဇာတ်လမ်းကြည့်နေတဲ့အတိုင်းပဲမင်းတေသွားလို့ရှိလို့ရှိရင် chemical တစ်ခုကထွက်လာတဲ့အချိန်မှာ तू ကလှမ်းပြီးတော့တိသွားသူ့ဘက်ကကောင်တွေကဒီဘက်ပျောစိတ်နီအိုကြီးဘက်ကကောင်တွေကသူ့ကိုတွေ့သွားတဲ့အချိန်မှာဘာလုပ်မလဲမင်းဟိုဘက်ကကောင်တွေကလာတာသွားပြီးလက်တုံပြန်မယ်ချမယ်ဆိုပြီးတက်သွားဟာမင်းရေးလေကြည့်လို့ကောင်းဒါလည်းဟိုထူးဆန်းကြည့်လို့ကောင်းရတဲ့ဥစ္စာလည်းခုနကပြောလို့မျိုးပေါ့ဒီဗီဒီယိုရိုက်နေလူကပို့ပြီးတော့ကြည့်ကောင်းမအောင်သူကပြီးတော့ storytelling လည်းရှိတာ哦 storytelling လည်းရှိတာဗောအဲ့ဒီဥစ္စာအပြင်တခါလေကြားလို့ရှိလို့ရှင်ဒီပြောစိတ်အုံကြီးတွေထဲမှာသွားပြီးတော့သူကဟိုကင်းမီကောက်တွေထည့်တာတော့ဟလာသူကဟိုပင့်ကူတွေထည့်တာတော့တခါလေကြားလို့ရှိလို့ရှင်သူတို့ကဟိုပုတ်တင်ညိုတို့ဘာလို့ညာတော့သူကလှမ်းပြီးတော့ထည့်ပုတ်တင်ညိုကပြောစိတ်ကိုစားမလား no ဘူးပြောစိတ်တွေကဒီပုတ်တင်ညိုလိုက်ကြိုက်ပြီးတော့ပုတ်တင်ညိုကတေးပုတ်တင်ညိုကအစာဖြစ်သွားတာအဲ့မျိုးတွေပေါ့ရုပ်ပြောစိတ်တွေဆိုလို့ရှိရင်လည်းသူကပြင်းတယ်သူကပို့ပြီးတော့အရန်ဟို aggressive ဖြစ်တာဟုတ်အဲ့မင်းပုတ်တင်ညိုဆိုတော့မင်းပုတ်တင်ညိုမွေးတဲ့လူတွေလည်းရှိရသေးလားအေးခုနောက်ပိုင်းကောင်းငိမ့်ဖို့လားကောင်းငိမ့်ဖို့တော့ကောင်းငိမ့်မလားမငိမ့်ဘူးလားတော့ငါမသိဘူးကောဒါပေမဲ့ဒီပုတ်တင်ညိုထဲမှာသူကပုတ်တင်ညိုအမျိုးအစားအမျိုးစုံကောသူကတချို့ကောင်တွေကကြတော့သူကဟိုနည်းနည်းအကောင်ကြီးကတော့ဖွတ်ဟလားငါတို့ခေါ်တာကြတော့ဒါပေမဲ့ဖွတ်လောက်လည်းမကြည့်ဘူးသူကဒီပုတ်တင်ညိုသူကအသေးစားလေးတွေပေါ့နော်သူကအယောင်မျိုးစုံငါတို့မြန်မာစကားကလည်းဒီပုတ်တင်ညိုကလဲလို့ငါလည်းတိတ်ပြီးတော့မသိဘူးမြန်မာစကားလည်းတော်တာဟုတ်ပုတ်တင်ညိုမှန်ပါတယ်ပုတ်တင်ညိုဟုတ်ပါတယ်အေးပေါ့အဲ့ပုတ်တင်ညိုသူကမှဟိုအနီအောင်အဝါရောင်သူကအယောင်မျိုးစုံပြီးမျိုးစားမျိုးစုံရှိတယ်တချို့ကြတော့လဲသူကပုတ်တင်ညိုပါညာကြိုက်တာလဲသူကနည်းနည်း low maintenance ကွာပြောရလို့ရှိလို့ရှင်
သူကနည်းနည်း chill ပဲမင်းသူကကြည့်လိုက်ဟိုဇာပါလဲစားခြင်းတယ်ဆိုလို့ရှိရင်သူ့ကိုကျွေးလိုက်ပြီးသွားလို့ရှိရင်ပုတ်တင်ညောကဒီအသေးလေးတွေကွာဒီလက်ပွားပေါ်မှာသူကတင်လိုက်အောင်ပဲပြီးတော့လည်းဘဲမှာသွားတာလည်းမဟုတ်ထွက်ပြေးတာလည်းမဟုတ်သူ့ဘာသူနေပူစားလုံးသူမျိုးသူ့ဘာသူအေးဆေးနေနေတာဆိုတော့တချို့ကြတော့လည်းပုတ်တင်ညောကြိုက်ကြတယ်ပေါ်ကြတယ်အေးပေါ့တချို့ကြတော့လည်းဟိုပုတ်တင်ညောတွေမကဘူးအဲ့ဒါမျိုးပေါ့နော်သူကမွေတွေပါတယ်မွေတဲ့လူတွေလည်းရှိတယ်ဟောအေးပေါ့စင်ကာပူမှာတော့မရှိဘူးမွေကတော့အစိတ်ရှိတဲ့မွေမဟုတ်စင်ကာပူမှာလည်းရှိတယ်တချို့ဟုတ်လားဟောမွေးလို့ရတာလားဒါပေမဲ့မွေးလို့မရဘူးလေဒါပေမဲ့ငါစင်ကာပူမှာရှိတယ်ဆိုတာငါဘလို့သိတယ်ဆိုတော့သတင်းနဲ့ပါလာမွေးတဲ့လူကတော့ပါမိလို့လားပါလားโอเค illegally နဲ့မွေးတာပေါ့အဲ့ဒါမျိုး illegally နဲ့မွေးတာပြီးတော့နောက်ပိုင်းဘလို့မျိုးတိသွားလဲဆိုတော့ I think ဟိုသူ့ရဲ့ဟိုဘေးအိမ်ကကြောင်လားခွေးလားမသိဘူးအဲ့ကောင်တော့ကြိုက်တာလားပါလားအဲ့ဒါမျိုးနဲ့ तू ကပြဿနာတက်သွားတာ तू မွေးထားတဲ့ဥစ္စာလဲကွာအိမ်မှာမွေးလို့ရတဲ့မွေမျိုးက तू ကစပကြီးမွေလိုမျိုးပဲမွေးလို့ရတာ तू ကစပကြီးမွေထဲမှာ तू ကဟိုအမျိုးအစားမျိုးစုံရှိတယ်ဟိုငါတို့တွေသိတဲ့စပကြီးမွေကြီးတွေဟိုပေါ့တောထဲကအကောင်ကြီးတွေအကြီးတွေဟိုကလိုက်မျိုးဒီကလိုက်မျိုးဆိုတဲ့အကောင်ကြီးတွေကဟိုတကယ်အချိုင်းနေကွာအကြီးစားမျိုးကြီးဒါပေမဲ့အိမ်မွေးလို့ရတဲ့ဟိုစပကြီးမွေမျိုးက तू ကတက်ရှိတယ်အဲ့ကောင်တွေကအရန်ကြီးကိုမကြီးပါဘူး तू ကတိတ်ပြီးတော့မကြီးဘူး तू ကဒီလက်တောင်လောက်ပဲ तू ကကြီးတာဒါပေမဲ့ तू ကဝလာတယ်ပေါ့နော်အဲ့ဒါမျိုးအဲ့ဒါမျိုးမွေတွေက तू ကမွေးတာရှိတယ်ငါတို့ဒီခုနကပြောလို့မျိုးစင်ကာပူမှာလည်းတိတ်ပြီးတော့မရှိအေးရှားမှာတိတ်ပြီးတော့မရှိဒါပေမဲ့ဟိုအမေရိကမှာပေါ့နော် US မှာမွေတဲ့ဥစ္စာကိုတို့ဘာမှပါကြတယ်မွေ US တို့ Europe တို့မွေလုံးဝမကြိုက်ဘူးအော်မွေကြောင်းပြောတယ်ငါဘိုက်ထက်ကလီစားတဲ့ဂီဂီပြည့်ဘာအမေတို့မင်းနောက်ပိုင်းမင်းကိုမွေ TikTok တွေငါပို့အောင် share ငါလုံးဝမင်းကို block လုပ်မှာကြိုက်ဟမ်နဲမဟုတ်ဘူးတချို့ TikTok တွေလည်းမင်းခုနကငါတို့ဟိုပျော်စိတ် TikTok လိုမျိုးပေါ့နော်ပြောရလို့ရှိရင်တို့ကလည်းပုံမြင်ကိုသူကပြောပြတာဒီဘာပဲဖြစ်ဖြစ်မွေနဲ့ဆိုင်နေဆိုလုံးဝမပို့တယ်တကယ်ကြီးမင်းငါနဲ့တကယ်ချင်းဖြစ်နေတယ်တကယ်ချင်းဖြစ်ချင်နေတယ်မွေနဲ့ဆိုင်တဲ့ဟာကိုလုံးဝမပို့နဲ့โอเคမင်းတရက်တခါလေးမှာငါလုံးဝကိုအောင်နဲ့လုံးဝတကယ်ချင်းဘွားတွေထွက်တော့မယ်ဆိုတဲ့အချိန်ကြာလို့ရှိမှာမင်းမွေအကြောင်းပြောမွေထားမျိုးလို့အရက်နည်းနည်းတိုက်ပြောမှာငါမင်းကိုမွေ TikTok ပြမရအောင်အဲ့ဒါလို့ရှိရင်လည်းမရအောင်မသိဘူးငါမွေကိုဟိုကြိုက်လည်းမကြိုက်ဘူးကြောက်လည်းကြောက်တယ်ငါတို့တခါပြောဘူးလားမသိဘူးမွေနဲ့ချင်းသေးတယ်ဆိုမင်းဘယ်အောင်ရင်ဆိုင်မလဲဆိုတာငါတို့အဲ့အကြောင်းပြောဘူးလားဩမပြောဘူးအဲ့တော့မင်းကငါမေးမယ်တကယ်လို့မင်းနှစ်ခုရွေးရပါမွေရချင်းသေးရမင်းဘယ်အောင်ဘယ်အဲ့တော့မင်းအခုအသက်ရှင်မို့အတွက်ကနှစ်လမ်းပဲရှိတယ်ပထမတစ်လမ်းကမွေရှိတယ်နောက်တစ်လမ်းကချင်းသေးရှိတယ်ဒါပေမဲ့မွေတစ်ကောင်နဲ့ချင်းသေးတစ်ကောင်ပဲအဲ့တော့ဘယ်လမ်းကိုမင်းရှောင်မလဲမင်းကိုရွေးခိုင်းမင်းဘယ်အောင်သွားမလဲချင်းသေးရှောင်မယ်မွေနဲ့အဆင်ပြေလိမ့်မယ်ငါချင်းသေးကိုသွားပါမင်းကလည်းကွာမင်းစဉ်းစားကြည့်မင်းချင်းသေးကမင်းကိုတတ်မယ်ဆိုလို့ရှိလို့ချင်းသေးကမင်းကိုကြိုက်မှာမင်းလက်နဲ့ပုတ်မှာမင်းတော်တော်ခံစားပြီးတော့မင်းဟိုမှာမင်းမသေးခင်မင်းတော်တော်ခံစားရမှာစဉ်းစားကြည့်မွေကအစိတ်ပြင်းတဲ့ဥစ္စာဆိုရင်မင်းကိုတစ်ချက်ပေါက်လိုက်မင်း15မိနစ်နဲ့မင်းရှော့သွားပြီမင်းပြီးသွားပြီမင်းတတ်မင်းထွက်သွားမှာအဲ့လိုမဟုတ်ဘူးအသက်ငါကအခုမင်း2နေရာရွေးရမှာလေဒါမင်း survivor လေကွာမွေကိုသွားလို့ရှိရင်မွေတဲ့လမ်းကိုမင်းသွားတယ်မင်းကိုစဉ်းစားကြည့်မွေလမ်းကိုမင်းသွားတယ်မွေဆိုတဲ့အကောင်ကငါအခုဟိုဒီ Cobra လိုမွေပဲပြောလိုက်အဲ့လိုမွေဆိုတဲ့အကောင်ရန်သေးတယ်လှင်လဲအရင်လှင်တယ်မင်းမမြင်ရဘူးမကြောက်ဘူးလားဘယ်တော့ကြိုက်မလဲမသိဘူးဒါပေမဲ့ချင်းသေးဆိုလို့ရှိရင် okay ဝင်သွားတယ်အဲ့လိုပြောကြေးဆိုမင်းအဲ့လိုပြောကြေးဆိုလို့ရှိရင်မင်းဘယ်လိုပဲလို့မင်းသေပါမင်းဘယ်လိုသေရမလဲဆိုတော့မင်းအခုရွေးချယ်နေတာဒါပေမဲ့ဘလောက်ပဲဖြစ်ဖြစ်ငါသေမယ်ဆိုလို့ရှိရင် at least ကွာငါအထင်မှာပြောလို့ချင်းသေးနဲ့ငါ fighting chance ရှိသေးတယ်မင်းချင်းသေးကမင်းကို fighting chance မင်းလုံးဝမရှိဘူးရအောင်စိတ်မဖူးနဲ့ဒါပေမဲ့မင်းချင်းသေးကလည်းမင်းတစ်ခုရှိတာနော်မင်းချင်းသေးကမင်းကိုစားလို့ရှိလို့ရှိရင်မင်းကိုအသေးတက်ပြီးတော့စားတာမဟုတ်ဘူးနော်မင်းချင်းသေးကမင်းကိုအရှင်မင်းရှင်နေတဲ့အချိန်မှာစားတာရေးမကြည့်ဘူးဒါပေမဲ့ငါအဲ့အချိန်တွင်းမှာလာနေတဲ့အချိန်မှာငါချင်းသေးကိုမြင်နေရတယ်ဒါငါ့ရဲ့ logic ရေးမကြည့်ငါ့ရဲ့ logic ကချင်းသေးကိုငါမြင်နေရတယ်ဟုတ်ပြီနော်မွေလို့ရှိရင်ငါမမြင်ရအောင်ဗမာလဲငါမသိဘူးဘယ်တစ်ပင်ဗမာလဲမသိဘူးစောအကြောက်ဟိုကောင်းမင်းစားကြီးကွာပြီးတော်အေးထဲမှာမင်းလမ်းလျှောက်ရွာဘယ်နာလာမှလည်းမသိဘူးချင်းသေးဆိုလို့ရှိရင် at least ကွာတခြားကြည့်လို့ရှိရင်မြက်တစ်ပင်တွေကိုဖယ်လိုက်လို့ရတယ်
ချင်းသေးကဘလို့မှတစ်ပင်ပေါ်မှာလောကမနေနိုင်ဟုတ်တယ်နော်အဲ့တော့ okay မင်းအောက်ကိုပဲကြည့်အောင်ပဲဟုတ်တယ်နော်အောက်တင်မှာမင်းခြုံနေပါလို့ခါဖယ်လိုက်လို့ရှိချင်းသေးကလာနေပြီးတွေ့နေတာဟုတ်တယ်မအဲ့တော့လာနေတဲ့ဟာကိုတကယ်လို့မင်းရှောင်းနိုင်တယ်ဒါမှမဟုတ်ချင်းသေးကိုတစ်ချက်လောကလက်တီးနေပါကျွေးလိုက်ကွာဆိုလို့ရှိရင်နည်းနည်းအဆင်ပြေသေးတယ်ငါတို့ငါရဲ့ logic ငါရဲ့ logic ကဒါငါချင်းသေးနဲ့ at least နှစ်ပန်းလုံးလို့ရသေးတယ်ပြောချင်တာငွေဆိုရှင်နှစ်ပန်းလုံးပိုင်ဝင်တော့မရှိပေါ့လားပြောချင်တာငွေဆိုရှင်မြန်မာတော့ဟဲ့မင်းချင်းသေးနဲ့မင်းတွေ့လဲရှော့မှာပဲရအောင်ဘာပဲဖြစ်ဖြစ်မင်းအေးမဟုတ်နှစ်ဖက်လုံးကရှော့ဖို့တော့ဂိမ်းများဒါပေမဲ့ငါအမြင်မှာကချင်းသေးနဲ့ဆိုရှင်ကနှစ်ပန်းလုံးပိုင်ဝင်ရှိတဲ့တော့ကတော့ chance နဲ့ပုံများတယ်ဒါငါရဲ့ယုံကြည်တာဒါနည်းနည်းတည်းမှာတော့လုံးဝရေးပါဖထိုးလိုက်အဲပဲပြရပါချင်းသေးရတယ်ကြောက်သွားတယ်အဲကြောင့် okay ဒါမှမဟုတ်ဒါငါရဲ့ဟောငါမွေလုံးဝမကြိုက်ဘူးမွေလုံးဝနေကြောက်တယ်ဒါပေမဲ့မွေကသေးပဲဆိုပေမဲ့မင်းခုနကတော့မင်းပြောလို့မျိုးဟုတ်လားမွေကသေးမယ်မင်းဘယ်နားမှလည်းမသိဘူးဒါပေမဲ့မင်းဒီတိုင်းမင်းဟိုမွေကိုသွားပြီးတော့ပြဿနာမရှာလို့ရှိရင်မွေကလည်းအားရလာပြီးတော့ပေါက်မှလည်းမဟုတ်ဘူးအဲ့ပြောတာဒါပေမဲ့မင်းကဘယ်နားမှမသိတော့ပြဿနာရှာလားမရှာတော့မသိလားရှောင်းလို့မရငါပြောချင်တာအဲ့ဒါလည်းကံမဲလေမင်းပြောရလို့ရှင်ဟုတ်တယ်လားချင်းသေးရလည်းမင်းတွေ့ရမင်းလက်သီးထိုးလို့မင်းတေနိုင်တော့မတေနိုင်ဘူးလားဒါပေမဲ့ချင်းသေးမှာလာနေပြီချင်းသေးကလာနေပြီတိပါငါတိလိုက်တယ်ချင်းသေးကလာနေပြီဒါဟုတ်ပြီဒါချင်းသေးကငါ့ကိုဆွဲတော့မှရှိပါငါလည်း at least ပြင်ဆင်လို့ရတယ်တစ်ပင်တွေပါဒါမှတစ်ပင်တွေပါဒါမှချိုးလိုက်ချိုးပြီးတဲ့မှာဟိုတို့တွေပါချက်လုပ်လိုက်ပြီးချင်းသေးတွေပါဖျဲချောက်လို့ရတယ်ဒါငါရဲ့ထင်တာပေါ့မွေလို့ရှိရင်ဒါဖျဲချောက်လဲဟိုကောင်ကမရအောင်သူ့မမင်းကိုကြိုက်သွားလို့ရှိရင်သွားပြီမသိပြီပြီးတော့မွေမျိုးစားမသိလို့ရှိရင်ပိုတော်ဆိုးတယ်15မိနစ်အတွင်းတော့မပြောင်းမင်းဘာမှကယ်လို့မရတော့ဒါငါရဲ့အေးဟောမင်းအဲ့ခါကျရင်မင်းရှောင်းမယ်ဆိုလို့ရှိရင်မင်းအေးစေးမင်းတာတာရမင်းမွေအစိတ်ကလေးနဲ့ရှောင်းရလိုက်မင်း15မိနစ်နဲ့ပတ်အဲ့လိုလည်းမထင်ဘူးနော်မွေအဲ့လိုတာယာကြီးနဲ့ရှောင်းမယ်လို့လည်းမထင်ဘူးနော်မွေအခိုက်ခံရပြီးတော့တာယာကြီးနဲ့ရှောင်းရတယ်လို့လည်းမထင်ဘူးနော်မင်းတို့ခံစားမှာပဲလို့ထင်တယ်အေးဘောဒါမင်းခံစားရတာမင်း15မိနစ်ခံစားမလားမင်းဟိုမှာဗာလဲမင်းချင်းသေးကမင်းကိုမသိရင်မင်းတောင်းတက်ဖို့တော့ခံစားဒါချင်းသေးကငါ့ကိုကြိုက်မှာငါချင်းသေးကငါ့ကိုကြိုက်လိုက်ပြီးတော့တေတော့မယ်ဆိုတော့ငါဒါတေတာလေဒီချင်းသေးကငါ့ကိုမကြိုက်သေးသူတွေကငါ fighting chance လောဝရှိတယ်ပြန်လာဒါငါရဲ့ဟိုပါဘောနော်ဒါ logic ငါရဲ့ logic ကငါချင်းသေးကငါ့ကိုမကြိုက်သေး၍ငါရဲ့ goal ကိုမကြိုက်သေးငါ okay ငါ chance ရှိသေးတယ်ဟုတ်ပါပြီဗျာကျွန်တော်တို့လည်းမှာပေါ့နော်ချင်းသေးအကြိုက်ခံမလားမွေအပေါက်ခံမလားဆိုတာကျွန်တော်တို့ပြောပြဟာထားပါပဲချင်းသေးနဲ့အကြိုက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းအတူတူချင်းသေးကိုယုံမယ်တကယ်လို့မွေအကြိုက်ခံမယ်ဆိုလို့ရှိရင်ကိုမိုးနဲ့အတူတူမွေတော့ယုံပါမင်းကငါမွေဟိုပါလေလားမွေအရှင်နေနဲ့တွားပြီးတော့ဓာတ်ပုံရိုက်ခိုင်းမယ်တည်းရလုံးဝမရိုက်ဘူးဘလို့မှမရိုက်ဘူးမင်းကောင်မလေးပြောပြီးတော့ငါရိုက်ခိုင်းမယ်ရအောင်မရိုက်ဘူးနိုင်ငံတော်တွားပြီးတော့ချစ်တယ်ဒါပေမဲ့အချစ်ကဒီလောက်ထိဟိုနေဖြစ်စရာမလိုစီကကိုယ့်အကိုရှိပြီးသား boundary က boundary ပဲဒါကဒီ boundary ကငါလုံးဝ cross လုံးဝမလုပ်လုံးဝဒါလုံးဝမွေကတော့လုံးဝငါရဲ့ဟို phobia ကွာအဲ့ငါတခုငါတွေ့ဘူးလေမွေကြောက်တာ phobia ကိုရှိတယ်သူကဟိုမဟုတ်ဘူးဘာခေါ်လဲခဏလေးဟိုခေါ်လဲဟိုခေါ်ပြောရင်းနဲ့မွေအကြောင်းစဉ်းစားပြီးတော့မင်းစကားတော့ပြန်ပြီးမပြောနိုင်တော့ကောင်းကောင်း no ငါရှာမွေကိုကြောက်တာဝါရှုငါဘယ်လို pronounce လုပ်မလဲ Ophitopia ဆိုတာမွေကိုအရင်ကြောက်တာကွာအဲ့တော့ Ophitopia Ophitopia ဘယ်လို pronounce လုပ်ရမသိဘူးဆိုအဲ့ဒါတော့တကယ်ဟိုမွေကြောက်တယ်ဆိုတဲ့ဟာမျိုးကွာမင်းကကွာဒီ phobia တခုရှိရကွာမင်းဘာ phobia လဲမင်းဟိုဒီနေရာကြီးလေးမှာမနေချင်တာတော့ဘာသိမှာအဲ့လို phobia အတိုင်းပဲမွေကြောက်တယ်ဆိုတာလဲ Ophitopia လို့ခေါ်တယ်အဲ့ဒီမွေပုံကြီးပေါ်လာမကြိုက်ဘူး okay ချင်းနေတယ်ပဲနံပါတ်လုံးကို ready ပဲ anytime အေးပါကွာမင်းငယ်တော့မင်းဟိုဗာလဲကျောင်းမှာတော့မင်းဟိုမွေပါမင်းအခန်းနဲ့အတန်းနဲ့မွင်ဘူးလားဘူးတယ်အဲ့ကြောင့်မို့လဲငါမွေမကြက်တာဖြစ်လိမ့်မယ်ငယ်လေးတွေကငါမွေနဲ့အိမ်ကရင်တော့ရန်ကုန်မှာနေတဲ့ channel မှာကစားရတယ်မွေနဲ့ managing တွေတွေ့ဘူးတယ်မွေစိပြီးတော့အဲ့ဒီငါတို့ဒီရေတင်တာအရင်တော့ရေတင်တဲ့ကာမှာလဲမွေတွေ့ဘူးမသိဘူးမကြိုက်ဘူးတော့စဉ်းစားကြတော့ငါတို့ရန်ကုန်မှာကတော့ငါတို့တွေမွေနဲ့တော်တော်ကြီးကို
ကံပါလာတာလား အေးပေါ့ ပဲမွေရတော့ မွေပဲတွေ့တယ်ငွေမွေကွာ တော့မွေဝင်နေပါရှိသေးတယ်လေဟလားအယူတွေပါနေ ငွေပဲထွက်လာကြည့်ရငွေရထွက်တော့လို့ပြော အော်လိုပါကွာမင်းတချို့ငါတို့ရဲ့ဒီတလိษံတွေထဲမှာငါတို့ကသာပြောနေတာငါတို့အခုနားထောင်နေတဲ့လူတွေထဲမှာမင်းမွေတဲ့လူတွေရှိပါမသိဘူး ရှိပါပေါ့ဒါပေမဲ့ तू ကရတယ်လေ तू ကမွေတာငါဘာမှမပြောလို့ပါဘူးအေးပေါ့အဲ့မျိုးဆိုလို့ရှိရင်ငါတို့တွေဒီပေါ့နော်မင်းအဲ့မျိုးဆိုလို့ရှိရင်မင်းကွာအခုဒီလိษံမင်းတကောင်မွေးရတော့မယ်မင်းကမလေးကိုမင်းစပါတပတ်ထားလိုက်အဲ့တော့မင်းဘယ်ကောင်မွေးမလဲမင်းနောက်ဆုံးဘာကောင်မျိုးမွေးမလဲဘာကောင်မျိုးမွေးမလဲဆိုလို့ရှိရင်ငါကူက Okay ဘယ်ကောင်မျိုးမွေးမယ်အစားပြီးတဲ့ငါလောက phobia ဖြစ်ခွေးနဲ့ကြောင်ကအစားခွေးနဲ့ကြောင်ကလွဲလို့ကျွန်တော်ဘာမွေးမလဲဘာမွေးလို့မရဘူးလားမွေးကိုမွေးရပါလားဟမ်ဘာမှမမွေးပဲနေလို့မရဘူးမွေးကိုမွေးရပါလားမရဘူးရမွေးကိုမွေးရမယ်ဆိုရင်ဘာကောင် hamster ဟာ hamster ငါဟိုတခါတော့ငါမြန်မာလိုငါလေ့လာဘူးတယ်ပြီးတော့ဘာလဲမသိဘူးငါမေ့သွားပူးက guinea pig hamster ဘာလဲတိုင် Google Translate ရိုက်ကို hamster လို့ပြောလို့ရှိရင်ရပါတယ်အဲ့လောက်ထိမြန်မာလိုပါတာပြကြမလို့ပါဘူး hamster လို့ပြောလို့ရှိရင်ရပါတယ်အေးပါ hamster ဆိုမင်းပူးလို့မျိုးအကောင်ပဲဟုတ်လားအကောင်ကြီးတတိလေးလက်ပွားလေးပါလေးရပါတယ်အေးဘာလို့ hamster မွေးမှာတော့ပြောlow maintenance ဖြစ်တယ်ပြီးတော့နည်းနည်းဘယ်လိုပြောမလဲတခြားဟာတွေစားလို့ရှိရင်ထိန်းရတင်ရလွယ်လို့ထင်တယ်ဒါပေမဲ့မင်းပါမွေးပါ hamster နဲ့နာနေအောင်မနာဘူးလားမသိဘူးလေငါတခါမွေးဘူးလေဘလို့သိမှာနော်အေးမွေးဘူးမှာပြောမယ်ဘလို့သိပါလဲနိုင်ပါမွေးတယ်ပဲပြောနိုင်အေးပါငါငှက်မွေးမလားโอเคငှက်ကငှက်ကလည်းငှက်ထဲမှာအမျိုးအစားအများကြီးရှိတယ်ကွာဟလားတချို့ကြတော့ကြိုက်တယ်တချို့ကြတော့လည်းဇီကွာတချို့ကြတော့လည်းချက်တူရဲ့အကြီးစားကြီးတယ်သူတို့အဲ့လိုမျိုးပေါ့အဲ့ကြောက်လေခေရှိထဲမှာထည့်ရတယ်တမျိုးကြီးပဲတချို့ကြတော့လည်းcase ထဲထည့်တဲ့ငှက်မျိုးစားမဟုတ်ဘူးသူကအိမ်မှာပဲသူကတိုင်းနေတာတချို့ကြတော့လည်းသူကအပြင်မှာသူကခေါ်ပြီးတော့သူကပြန်ခိုင်းတဲ့ငှက်မျိုးစားတွေပါညာရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ခေရှိမှာထည့်ရတဲ့သဘောမျိုးလို့ထင်ပုံစံဖြစ်အဲဒါကြောင့်မို့အေးပေါ့စီကွက်မွေးရမှာစီကွက်လည်းမစိုးဒါပေမဲ့ဇီကွက်ကဘာလို့လဲဇီကွက်ကဘာလို့လဲဆိုတော့ဇီကွက်ရဲ့behavior ပေါ့နော်အဲ့ဒီဥစ္စာကသူကကြောင်နဲ့ခတ်စင်နေမယ်ကြောင်မွေးရအောင်ဆိုဇီကွက်မွေးပဲကြောင်နဲ့တူတဲ့ငှက်မွေးအကုန်လုံးကကြည့်ရငါတို့ကအသက်အရွယ်ရောက်လာလို့လားမသိဘူးအကုန်လုံးက low maintenance ဟာတွေပဲမွေးနေကြတတ်တော်တမျိုးတော့ရှိကျင်တယ်ဒါပေမဲ့လုံးဝမထိမ့်သိမ်းချင်ဘူးဘာမလို့ဝိုင်းဝါးနေကြကလေးပဲမွေးတာကောင်းပါတောင်းသိပ်ပြောမယူရင်းကြောက်တော်ကလေးမမွေးအောင်တောင်းရင်ပြေးအောင်တော့ဟိုလေမထူးတော့ပါဘူးထားလိုက်ပါတော့ကလေးမွေးမယ်ဆိုလို့ရှိရင်တော့မင်းဘာမှအိမ်မွေးတဲ့ဆိုင်ပါကြီးစဉ်းစားမနေတော့ဟဲကလေးမွေးဖို့နဲ့မင်းမွေးအောင်မင်းထိန်ဟောကဲကိုဝေးကျွန်တော်လဲဒီနေ့ episode ပါအိမ်မွေးသိဆန်ကနေပြီးတော့မြန်မာရုပ်ရှင်ကနေပြီးတော့မွေနဲ့ချင်သေးနဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ငားတွေရောစုံနေတာပါပဲကျွန်တော်ဒီနေ့ episode လေးကိုဒီမှာပဲရပ်နားလိုက်ကြအောင်ကိုမွေးဟုတ်ကဲ့ပါကျွန်တော်တို့ဒီလိုမျိုး episode တွေကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ comment ပေးပြlike share subscribe လုပ်ပေးပါမယ်ပြီးပါလို့ရှိရင်လည်းချင်းသေးလားမွေလားဆိုတာသိလို့ရှိရင်လည်းကျွန်တော်တို့ comment ထဲမှာဆက်လက်ပြီးတော့ဆွေးနွေးလို့ရပါတယ်မဟုတ်လားဟုတ်တယ်လား vote လုပ်ခိုင်းမယ်ကျွန်တော်တို့ Facebook page မှာ vote လုပ်ခိုင်းမယ် Facebook page တောင်မှ YouTube မှာကျွန်တော်တို့ vote လုပ်ခိုင်းမယ်ဒါပေမဲ့တော့ Spotify မှာနားထောင်တဲ့ဟာဆိုရင် Spotify မှာ voting system ရှိတယ်အဲ့ဒါမှာ voting ပေးကြပါတကယ်သိကြလို့ဘယ်ရောက်လောက်ခါတကယ်ချင်းသေးတဲ့မွေတော့တကယ်ကိုသိကြတယ်ဟုတ်ပါပြီဗျာဟုတ်တယ်လားအဲ့ဒီဥစ္စာတွေ့လို့ရှိရင်ကျွန်တော်တို့ participate လုပ်ပေးပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီနေ့တော့okay ပါနောက် episode မှာတွေ့ပါမယ် bye bye